လေးစားဆောင်ဖိတ်ခေါ်လိုတယ်စုတောင်းစက္ကန့်နဲ့ကြာပါစို့အိမ်ထောင်ကိုကောင်းကြည့်ပေးပြီးတော့အိမ်ထောင်ကိုလောကမှာဖြစ်တည်ခွင့်ပေးတော့အဖမြတ်စွာဘုရားခင်ကိုရောဂျေဇုတော်ကိုရည်တော်ချီးမွမ်းတဲ့ကိုရောပြင်ဆင်ပြီးတော့ဤနေ့တည်းတော်ဂျေဇုရည်တော်ချီးမွမ်းတယ်လို့အထူးသဖြင့်ဒီနေ့မှာကိုရောရဲ့ရှေ့လူရှေ့မှာလက်ထပ်ထိမ်းများခြင်းကိုပြုကြမယ်ကိုတከምစိန်ပဲနဲ့မှဖုန်စီညီရှာတို့ရဲ့မင်္ဂလာပွဲကိုကိုရောလက်ဝဲအနန္တကိုရောကောင်းကြည့်ပေးတော့မင်္ဂလာပွဲဖြစ်စေတော်မူပါလာရောက်ကုန်ပြကြတော့ဧပြီတမြတ်ဦးချင်းစီတယောက်ချင်းစီအသက်တော်တွေကိုရောလောက်ဝဲအနန္တတဲ့ဒီစီခုချင်းစီတိုင်းမှာပါဝင်သုံးတော်ခံမဲ့ကိုရောရဲ့စီခံကျွန်တော်ဦးချင်းစီတယောက်ချင်းစီအသက်တော်တွေကိုရောလောက်ဝဲအနန္တတဲ့ဒီမင်္ဂလာပွဲဒီတကယ်ပဲကိုရောအလိုတော်နဲ့ညီတော်မင်္ဂလာပွဲဖြစ်စေရဲ့ကိုရောဘုန်းတော်ထင်ရှားတော်မင်္ဂလာပွဲဖြစ်စေပါမိကြောင်းယေရှုခရစ်နာမကိုပြုလက်ဆုတောင်းမြတ်စွာပြုကြပါ၏ဆုတောင်းခြင်းအဖြစ်ပါဝင်လာတဲ့ဆရာဆရာပေါ်ပါလေထပ်မံပြီးမှပြန်ခင်တာပဲကောင်းချီးပေးပါစေခုချိန်မှာဒီလိုဆရာနဲ့တူသားပြီးလို့ရှိရင်အရာများအလုံးဝင်လာရင်ဖြစ်ပါတယ်ခုချိန်မှာကျွန်တော်တို့တူသားနဲ့ဒီလိုဆရာများအရာများအလုံးကိုယေရှုနာမနဲ့ဖိတ်ခေါ်လိုတယ်ရှေ့ကိုရောက်ရှိတာနေရာယူသွားတာဖြစ်တယ်။ဒါပေမဲ့တရားရခိုင်လို့မပြောနိုင်ဘူး။ဘာဖြစ်လဲဆိုလို့ရှိရင်သူ့ဘေးမှာသူအရင်ချီရတဲ့မျက်နှာရတဲ့သူမရောက်လာသေးလို့ဖြစ်တယ်။ဆိုတော့သူတရားရခိုင်လို့ပြောနိုင်အောင်ပြောနိုင်တော့ကျမတို့ပြန်လေးတစ်ပတ်ပြီးမှတူသမီးကိုကျမတို့အရှိကိုနေရာယူပေးရမယ်။လေးဆောင်ဆောင်ဖိတ်ခေါ်လို့လေတူသမီးနေရာယူရချင်းကျမတို့အရှိကိုလမ်းလာတဲ့ချိန်မှာကျမတို့ every day အားလုံးနဲ့မသက်ထားပြီးမှကုန်ကျူဖို့ရတယ်ဖြစ်တယ်။ပညာရှိကရရှိလူရှိမှတရားဝင်ဖြစ်ကြောင်းကိုအတည်ပြုကြေညာလိုပါတယ်။ယေရှုဖျားတည်းကိုယ်တော်ယေရှုချီးမွမ်းပါတယ်။ခုလိုခမီဒါစုတဲ့ကိုတခမစေဘဲနေမှာဒီမလေးဖြစ်တဲ့ပူဇီနင်းဆာကိုမိဘများရှိဆွေမျိုးတိုင်မှာများရှိမှာလာရောက်တော်ရင်ဒီနီတူကိုယ်တိုင်ဖြစ်တဲ့ကျွန်တော်မိဘဆွေမျိုးတိုင်းဝိုင်းနဲ့တကွကိုယ်တိုင်ဖြစ်တဲ့ပူဇီနေရှာအနေနဲ့ဖြစ်လဲလက်ခံခဲ့တဲ့အတွက်ဒီနေ့ကစားပြီးသူမလေးဖြစ်တဲ့ပူဇီနေရှာကိုကျွန်တော်ဥပလာဒီစာဦးလေးနေဖြစ်မိဘဆွေမျိုးတိုင်းဝိုင်းများကိုစားအပ်ပါတယ်နောက်ပြီးနေ့ဖျားရှိလူရှိမှာဒီနေ့ကြွရောက်လာကြတဲ့ညီကိုမောင်နှမများရှိမှာဖျားခင်လူတော်နဲ့အညီထိမ်းများခြင်းအမှုကိုပြုပေးမဲ့ဆရာများလက်ထက်ကိုအပ်ပါတယ်ကျေ
ကျေးဇူးတင်တဲ့ပိတ်တများအားလုံးထိုင်နိုင်ပါပြီဒီလိုမျိုးအနန္တချင်းနဲ့တို့ပါဝင်သွားတဲ့အရောက်ချင်းစတဲ့ပေါ်မှာဆက်လက်ထားခင်ကောင်းချီးပေးပါစေခုချိန်မှာအပြုံးတစ်ထောင်ဖြစ်သွားတာဖြစ်တယ်အခုမှအပြုံးလေးတွေပြည့်သွားတာဖြစ်တယ်ပေါ့နော်ခုပေးမှာခုချီရတဲ့သူရောက်လာမှအပြုံးလေးပြည့်သွားတာဖြစ်တယ်ဆိုတော့အခုချိန်မှာကျွန်တော်တို့မိတ်ဆက်ချင်းအစီအစဉ်ဖြစ်ပါတယ်တူတူသမီးဖက်တူတူသားဖက်ကလည်းရောက်ရှိလာတဲ့ sorry တူတူသားဖက်ကလည်းစင်မျိုးတိုင်းဝဲများမိမညီကိုမောင်နှမများဒီမှာလာရောက်ပုံပြုပေးဖို့ရောက်ရှိလာတဲ့ရောက်ချင်းစီတဲ့ကျွန်တော်တို့တူတူသားဖက်ကလည်းလာတဲ့အမျိုးများခဏလောက်မသက်ရပြီးမှကျွန်တော်တို့မိတ်ဆက်ပေးတော့မှာဖြစ်တယ်ကိုရှိတဲ့နေရာနဲ့ခဏလောက်မသက်ရဖွင့်တဲ့မြတ်တာရဲ့ခံလို့ရတယ်โอเคအားလုံးလက်ထုတ်ပြီးနေကြည့်စရာကျေးဇူးတင်တယ်အခုဆက်လက်ပြီးမှတူသမီးဖက်ကလည်းရောက်ရှိလာတဲ့ဆွေမျိုးသားရဲ့ညီကိုမောင်နှမများရောက်ချင်းစီတိုင်းကျွန်တော်တို့ရှိတဲ့နေရာကလည်းမသက်ဆက်ပြီးမှခဏလောက်မိတ်ဆက်ပေးစေလိုပါတယ်ကျေးဇူးတင်တယ်အားလုံးထိုင်နေပြီဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးမှတခြင်းလက်ဆောင်အဖြစ်ချီးမွမ်းရမယ့်ခြင်းဖြစ်တယ်ခြင်းလက်ဆောင်ကိုကျွန်တော်တို့စတူဒီယိုဒေးတန်ရှင်မှာမေးစီရှင်အဖြစ်ကျွန်တော်လေးစားရတဲ့ဆန်ဆိုင်တွေတို့စတူဒီယိုဒေးတန်ရှင်မှာမေးစီရှင်အဖြစ်ဒီဆိုချီးမွမ်းတော့မှာဖြစ်တယ်ကျွန်တော်တို့မမနှစ်ယောက်အနေနဲ့ပေါ့နော်ဒီနေ့မိကဆောင်မဲ့ဒိုတောင်းနဲ့တို့ဒီကိုဂုံပြူတဲ့အနေနဲ့ညဲစီနေဆိုတဲ့ချင်းအဖြစ်ဂုံပြူရင်းနဲ့ဒီဆိုချီးမွမ်းပေးခြင်းနဲ့စူတောင်းပေးခြင်းပါတယ်
ကျေးဇူးတင်တယ်တခြင်းလက်ဆောင်အဖြစ်ကိုပြုချီးမြှင့်ပြီးတော့ကျွန်တော်တို့လေးစားရတဲ့ဆရာအရှာနေတို့သူလေးတဲ့ရှင်မမီစီဆန်းပေါ်လေးချခင်တာပဲပေါင်းကြည့်ပေးပါစေခုချိန်မှာကျွန်တော်တို့ဆက်လက်ပြီးမှစီစဉ်သွားဖို့ဖြစ်တယ်ဆိုတော့တူသမီးနဲ့တူသားမြို့မှာထိုင်ချင်တဲ့ထိုင်ကောင်းထိုင်ချင်ပါပဲဒါပေမဲ့တရက်ပဲဖြစ်တဲ့ဒီနေ့တော့မထိုင်ခိုင်းဘူးနော်ဒီနေ့လုံးမတရက်ပြီးမှကျွန်တော်တို့ဒီဘွဲကိုကျွန်တော်တို့ချင်းပါတော့မှာဖြစ်တယ်ဆိုတော့ဆက်လက်ပြီးမှကျွန်တော်တို့လက်ဆက်ချင်းများပေးခြင်းနဲ့အပြန်အလှန်ကတိသစ္စာခံယူခြင်းပြီးလို့ရှိရင်ကျွန်တော်တို့လက်ချက်စာချုပ်ပေးအပ်ခြင်းနဲ့အတူအိမ်ထောင်သစ်စုတော်ကောင်းကြီးပေးခြင်းကိုကျွန်တော်တို့လေးစားရတဲ့တေတော်ဆရာကြီးဆရာရန်အောင်ကျန်ခွန်အဖြစ်ဦးဆောင်ပေးတော့မှာဖြစ်တဲ့ဆရာယေရှုနာမ၌ဖိတ်ခေါ်လို့လေဦးစွာဒီနေ့ဘုရားရှိလူရှိမှာအတေရှိစွာနဲ့ထင်းများလက်ထက်ခြင်းမှုကိုပြုကြတယ်မောင်တခုံစင်ပဲနဲ့မပုံစီနေရှာတို့ကိုသူတို့နဲ့တူပေါ့နော်အားလုံးကိုမင်္ဂလာပါလို့ဦးစွာနှုတ်ဆက်ချင်တော့ဖြစ်ပါတယ်ဒီနေ့ကဆိုလို့ရှိရင်တော့အင်မတန်မှထူးခြားတဲ့နေ့ဖြစ်တယ်ပေါ့နော်ပြီးခဲ့တဲ့ပွဲအထိပြီးခဲ့တဲ့မင်္ဂလာဆောင်ပွဲအထိကျွန်တော်တို့ဒီအသက်တော်ကနေမင်္ဂလာဆောင်ပေးတဲ့ပွဲတွေကိုရည်ရွယ်တဲ့ခါမှာ2013ခုနှစ်ကလည်းအစမှဒီ MRCC တက်တော်မှာလေဒီဥစ္စာအတီးဒီအဖြစ်ဒီဝင်ထင်းများလက်ထပ်ပေးတဲ့မင်္ဂလာအတွဲပေါင်းဆိုရှင်တော့145တွဲရှိပါပြီအဲ့တော့ဒီနေ့မင်္ဂလာပွဲကဆိုရှင်တော့146ပွဲမြောက်ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့146ပွဲမြောက် MRCC တက်တော်မှာဒီဝင်ထင်းများလက်ထပ်ခြင်းဖြစ်ကြောင်းကိုလည်းပဲအားလုံးကိုဥစွာအတိပေးရှင်တာဖြစ်ပါတယ်ယခုချိန်မှာဆိုရှင်တော့ကျွန်တော်တို့ခုနတဘာ PR ဖြစ်တယ်ပဲပေါ့နော်ဟိုပြောသူပဲဘယ်လိုလဲအချစ်ပြောချင်တာပဲတော်တော်လေးထင်းနေတယ်ပေါ့နော်အဲ့တော့အခုချိန်မှာကျွန်တော်တို့ဟိုဘာမှမလုပ်ခင်မှာအရင်ဆုံးမေခွန်းတော့အများကြီးလို့ရှိပါနော်ဒါပေမဲ့အဲ့ဒီအများကြီးထဲကနေတယောက်တစ်ခုပဲကျွန်တော်မေးမှာဖြစ်ပါတယ်ကျေးဇူးတင်မိုက်နေလို့ပြောပါအဲ့တော့ဘဒုသားကိုဆိုမေးချင်တာဖြစ်ပါတယ်အဲ့တော့ဘဒုသားနေနဲ့အခုရပေးမှာပေါ့နော်အင်္ဂဒမကဖားတဲ့မျိုးသမီးတော့ရှိပါတယ်မင်းခုမမေးခင်မှာအဲ့ဒီမျိုးသမီးနာမည်ကိုကျေးဇူးပြုအဆိုပြောပေးပါကိုရပေးမှာရက်တဲ့ဘဒုသမီးရဲ့နာမည်ကိုအဆိုပြောပေးပါဘယ်လိုလဲအဲ့ဒီနော်အပြည့်စုံမပြည့်စုံလေးကိုပြိတ္တာပြောနေတယ်ဘုံစည်းနေစားโอเคကဲအားလုံးလေးကိုသိရအောင်နော်ဟုတ်ပါပြီမဘုံစည်းနေစားဖြစ်ပါလေအဲ့တော့မဘုံစည်းနေစားကိုအရင်တော့ကလေးတော့ပြောမှုမှာပဲပေါ့နော်ဒါမဲ့အခုပြောတဲ့စကားကတကယ်ဖျားရှိလူရှိမှာအတီလေးဖြစ်ပါတယ်ပြီးတော့တကယ်ဟိုဒီစကားတော့ပေါ့နော်ဒီအခုပြောမဲ့ဟာတော့အရင်တော့ဘလောက်ပဲအချိန်ပေါင်းဘလောက်ပဲပြောခဲ့အဲ့တော့တန်ဖိုးမရှိပါတော့ဒီတော့တန်ဖိုးအရှိဆုံးအချိန်ဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဘေးမှာရက်တဲ့မပုံစံနဲ့ရှာတော့ကိုယ့်ရဲ့စိတ်လုံးထဲကနေအမှန်တကယ်နည်းနည်းကကျန်နေတဲ့ပါတလားချစ်ပါတလားချစ်ပါတယ်ပြိတ္တတွေကြားရနော်ဟုတ်ကဲ့ဒါအမှန်တကယ်ကြည့်ကြရအောင်ဟုတ်ပါပြီအခုတော့အမျိုးသမီးလူသမီးကိုမင်းမှာဖြစ်ပါတယ်အယုဆိုလူသမီးနဲ့ဖြည့်စေချင်ပါတယ်ခုပြပေးမှာပေါ့နော်ရောဘာဝတ်စုံလေးနဲ့ပေါ့နော်ဒီမှာမှခက်ညာထေဝါသွားနဲ့ဘယ်တည်းရနေတဲ့သူကဘယ်လိုလဲပေါ့နော်သူ့နာမည်လေးတစ်ချက်တော့အယုဆိုပြောပါအတော်လုံးကြားရနော်ဟုတ်ကဲ့ဘောင်းတစ်ခုစိတ်ပေးဖြစ်ပါတယ်โอเคဟုတ်ပါပြီကဲကိုယ့်ရဲ့ဘေးမှာရက်တဲ့မောင်တစ်ခုစိတ်ပေးကိုကိုယ့်ရဲ့နှလုံးသားထဲကနေနည်းနည်းကအမှန်တကယ်ရှင်းတဲ့တက်ပါလားဟုတ်ကြတော့ဟုတ်ကဲ့တိတ်မကြားရဘူးလေနည်းနည်းဖြစ်ချင်တယ်တိတ်မကြားရဘူးလေနော်
မိုက်မကောင်းတော့မဟုတ်တော့ဘူး 给先下台都 ရှိပါလေ ကြားတယ်နော်โอเคဟုတ်ပါပြီကျေးဇူးတင်ပါတယ်အခုချိန်မှာနေရာစလို့ကပေါ့နော်မေးမှာဖြစ်ပါတယ်အဲ့တော့တယောက်ပြီးတယောက်ဖြေဖို့လည်းဖြစ်ပါတယ်မောင်တခုစိတ်ပဲနဲ့မဖုန်စီနေရှာဒီတို့ဒီဖခင်ကြီးနှုတ်ကပတ်တော်အတိုင်းတူကိုတက်ရှင်တော်ထင်းများလည်းချင်းဖြစ်သိမ့်ပိုက်ပြီးလင်ဘဝခီးရန်တစ်လျှောက်တရားဒီဖြစ်စေကျမ်းတမ်းဒီဖြစ်စေချမ်းသာဒီဖြစ်စေစည်ရည်ဒီဖြစ်စေကျမ်းမာဒီဖြစ်စေနာဒီဖြစ်စေအသက်ရှင်တဲ့ကာလပတ်လုံးတူကိုချစ်ချင်းမြတ်တာဖြစ်ကောင်းမွန်စွာပြုစုကြည့်ရှုရဘောင်းပေါ်ပါပြီဟုဂတိသစ္စာပြုပါသလားတူလာဖြစ်ပါမယ်ဂတိသစ္စာပြုပါသလား ပြုပါတယ် တူလူမီဖြစ်ပါမယ် ပြုပါလေ โอเคကျွန်တော်အားလုံးကြားရနော်ဟုတ်ပါပြီညဆုံးဂတိသစ္စာပြုပါတယ်လို့ဝန်ခံပြီးဖြစ်ပါတယ်ဒါကြောင့်မို့အခုချိန်မှာတယောက်ချင်းကိုမင်းမှာဖြစ်ပါတယ်အခုချိန်ကြတော့ဟို face to face နော် face to face ကြည့်ဖို့ဖြစ်ပါတယ်ဒီလိုဒါအရင်ဆုံး like စုမှာဖြစ်ပါတယ်ဒီလိုဒါဆိုတဲ့ချိန်မှာပေါ့နော် like ဆိုတဲ့ချိန်မှာတခြားနေရာကိုကြည့်လို့မရပါဘူးပေါ့နော်ဒီလိုတည်းရဲ့မျက်နှာကိုပဲကြည့်ရမှာဖြစ်ပါတယ်ဒီလိုတည်းမျက်နှာကိုကြည့်ပါရင်ထဲကလည်းနှလုံးသားထဲကလည်းဆိုဖို့လည်းဖြစ်ပါတယ်ကျွန်တော်မောင်တခုစိတ်ပဲဒီ ကျွန်တော်မောင်ကုံစင်ပဲဒီ မဖုန်စီနေရှာအား မဘုံစင်းရှာ ကျွန်တော်ဤ ကျွန်တော်ဤ တရားဝင်လက်ထက်စနည်းအဖြစ် ဒီဝင်လက်ထက်စနေဖြစ် တိမ့်ပိုက်ပြီးရင် တိမ်ပတ်ပြီးရင် ယနေ့မှစ၍ ဒီနေ့မှစ၍ အသက်ကုန်ဆုံးသည့်တိုင်အောင် တက်ကုံဆုံးပြီးတိုင်အောင် ဘဝခီးလန်းတစ်လျှောက် ဘဝခီတန်းရှောက် ဒါယာဒီဖြစ်စေ တရားရည်ဖြစ်စေ ဂျန်တန်ဒီဖြစ်စေ ကျမ်းတမ်းပြီးဖြစ်စေ ချမ်းသာဒီဖြစ်စေ ချမ်းသာရည်ဖြစ်စေ စင်ရည်ဒီဖြစ်စေ စင်ရည်ဖြစ်စေ ကျမ်းမာဒီဖြစ်စေ ကျမ်းမာရည်ဖြစ်စေ နာဒီဖြစ်စေ နာရည်ဖြစ်စေ သာဝရဖျားအမက်တော်နဲ့ ထောင်ရဖျားအမိတော်နဲ့ လျော်ညီစွာ ယောဂီစွာ ချစ်ချင်းမြတ်တာဖြင့် ဖြစ်ချင်းမေတ္တာဖြင့် ကောင်းမွန်စွာ ကောင်းမွန်စွာ ကြည်ရှုပြုစုလျက် ယေရှုခရစ်ဝိစုလေ ဘောင်းပေါ်ပါမည်ဟု ပန်းဘောပါမီကို ဂတိတစ္ဆာပြုပါ၏ ပฏิသစ္စာပြုပါ၏ ဒီခုချိန်မှာသူတို့သမီးအဖြစ်ဂတိတစ္ဆာပြုဖို့အချိန်ဖြစ်ပါတယ်တခြားနေရာကြည့်လို့မရပါဘူးသူတို့သားရဲ့မျက်နှာကိုပဲကြည့်ရမှာဖြစ်ပါတယ်ရင်ထဲကလည်းကျွန်တော်စုဖို့လည်းဖြစ်ပါတယ်ကျွန်မပုံစံနေရှာဒီ ကျွန်မမဖုန်စင်းနေရှာနေ မောင်တခုစိတ်ပဲအား မောင်တခုစိတ်ပဲအား ကျွန်မအိတရားဝင်လက်ထက်ခင်ပေါ်အဖြစ် ကျွန်မရဲ့ပြေဝင်လက်သက်ခင်ပေါ်ဖြစ် တိတ်ပိုက်ပြီးလင် ပတ်ပြီးလေ ယနေ့မှစ ဒီ ၍ နေ့မှစရည် အသက်ကုန်ဆုံးသည့်တိုင်အောင် တက်ကုန်းဆုံးတောင် ဘဝခရီးလမ်းတစ်လျှောက် ဘဝခီးလန်းတခြား ဒါယာဒီဖြစ်စေ တာယာဒီဖြစ်စေ ဂျာနန်ဒီဖြစ်စေ ကျမ်းသာဒီဖြစ်စေ ချမ်းသာဒီဖြစ်စေ ချမ်းသာဒီဖြစ်စေ စည်ရည်ဒီဖြစ်စေ စေရဒီဖြစ်စေ ကျမ်းမာဒီဖြစ်စေ ကျမ်းမာဒီဖြစ်စေ နာဒီဖြစ်စေ နာဒီဖြစ်စေ အောင်းပြအမိတ်တော်နှင့် ထာဝရဘုရားအမိန့်တော်နဲ့ လျော်ညီစွာ ယောနေစွာ ချစ်ချင်းမြတ်တာဖြစ် ချစ်ချင်းမြတ်တာဖြင့် ကောင်းမွန်စွာ ပေါင်းထောင်စွာ ကြည်ရှုပြုစုလျက် ယေရှုပြုစုလျက် ဘောအောပါမည်ဟု ပေါင်းပေါ်ပါမည်ဟု ဂတိတစ္ဆာပြုပါ၏ ကတိသစ္စာပြုပါ၏ Okay ကျွန်တော်အားလုံးပြည့်တဲ့လေးကြားတယ်နော်အချင်းချင်းအပြန်အလှန်ရင်ထဲကလည်းဂတိသစ္စာပြုပြီးဖြစ်ပါတယ်ဒါကြောင့်မလို့ယခုချိန်မှာပေါ့နော်ပြည့်တဲ့လေးလည်းပဲဒလူလူမီကဘယ်လောက်ထိလာလဲဆိုတော့ပေါ့နော်ဟိုခက်ခက်ကွန်ကွင်းရှင်းရှင်းလင်းလင်းပြင်ချိန်မှာဖြစ်ပါတယ်ဒလူသားကပုံမှန်ရင်ကုန်တာပေါ့နော်အဲ့ဒါကြောင့်မလို့လူလူမီရဲ့မျက်နှာကိုပုံထားတဲ့ပေါ်ကိုအဲ့လိုလာမယ်ပြီးတော့ဒီနေရာမှာပေါ့နော်ပေါ်လာပြီးမှတခုလို့ရမယ်အဲ့ဒါပါလေဆို Holy Kiss ပြရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာပေါ့နော်ဒလူသားရဲ့အကြည့်ထဲမှာပေါ့နော်ဒလူလူမီမျက်နှာထဲကလည်းအကျိတ်နေတဲ့ဆုံးနေရာကို Holy Kiss ပေးဖို့ဖြစ်ပါတယ်ဒီနေ့တော့ပဲဒလူသားပေးပြီးမှဒလူလူမီအဖြစ်လည်းပဲဒလူသားရဲ့မျက်နှာထဲကလည်းဥပမာနှာခေါင်းကြိုက်သလားအကယ်၍မျက်စိမျက်လုံးကြိုက်သလားအကယ်၍နှာပိုးကြိုက်သလားပေါ့နော်အဲ့တော့
အခုချိန်မှာအပြန်လန် holy case ပေးဖို့ချိန်ဖြစ်ပါတယ်အရင်ဆုံးတဲ့လူတွေရဲ့ပေါ်လို့စဉ်းစားမယ်ဘယ်လိုလဲခုတ်ပြီးပြရအောင်ကိုမြစ်တဲ့ဆုံးလူတွေရဲ့မျက်နှာတွေကလည်းကိုမြစ်တဲ့နေရာပေါ့နော်မျက်လုံးကြိုက်ရင်မျက်လုံးပေါ့နော်ဒါကိုရဲ့အချက်ဆုံးနေရာကိုကျွန်တော်အားလုံးသိရကြည့်အောင်ပေါ့နော်โอเคဒါအားလုံးသိကြအောင်လူတွေရဲ့ဘာကိုအချက်ဆုံးဖြစ်တယ်ပေါ့နော်ဟုတ်ပြီအခုတော့လူတွေအပြင် holy case ပေးမှာဖြစ်ပါတယ်โอเคဒီလိုကြီးကပညာကိုချက်ရတယ်မဖို့ကိုချက်နေပါတယ်ဒါမျက်နာတွေကလည်းပေါ့နော်တနေရအကူလုံးနဲ့ချက်တယ်ပေါ့နော်ဒါပေမဲ့တနေရโอเคအခုချိန်မှာဆိုရှင်တော့သူတို့ပြုတ်ခဲ့တော့ဂတိတစ္ဆာတို့ကိုစောက်ရှောက်ပြီးအကြောင်းတဲ့အထိမ်းမှရှိပါသလားဖြစ်ချင်စေတလူလိုယခုဂတိတစ္ဆာပြုခဲ့တော့အရာမျိုးကိုတက်တဲ့ဖြစ်စေခြင်းကလည်းကောင်းအထိတ်မှလည်းစုံပြရှိပါသလားဟုတ်ရှိပါတယ်ဒီအားဆိုရှင်တော့ကျွန်တော်တက်တဲ့အထိတ်မှလည်းကျွန်တော်အားလုံးတွေ့တဲ့အတိုင်းပဲရွှေလက်စွပ်ဖြစ်ပါတယ်အဲ့တော့ဒီရွှေလက်စွပ်တက်တဲ့အထိတ်မှပါဆိုရှင်တော့အင်မတန်မှအသိပဲရှိပါတယ်ဒီရွှေလက်စွပ်မှာအဆုံးအစမရှိဘူးပေါ့နော်သုံးလို့အင်မတန်မှလှပတယ်ချက်မရှိဘူးအပြည့်အနာစာမရှိဘူးအဲ့တော့အဆုံးအစမရှိတဲ့အပြည့်အနာစာမရှိတဲ့ချက်ချင်းမြတ်တာအစစ်အဖြစ်အပြန်တစ္ဆာဂတိတက်တယ်ပြုမှာဖြစ်တယ်ဆိုတော့ဘောလုံးဒီမှာတက်တယ်တွေ့ရတာဖြစ်တယ်ပြတီရွှေအောင်ဆိုရှင်တော့ကျွန်တော်ဘယင်တွေရဲ့အသုံးတော်ပစ္စည်းတွေဖြစ်တယ်ပေါ့နော်ဒီရတဲ့ပတ်သက်မှယုံကြည်လူအားလုံးကကျွန်တော်သိပေးတာဖြစ်တယ်ဓမ္မကျမ်းစာထဲမှာယေရှုခရစ်တော်လူသားတွေရဲ့အဖြစ်ကိုကယ်တင်ဖို့လောကတို့ဆင်းကြွတဲ့အခါမှာနွားတိတ်ကုတ်မှာတင်ငယ်စွာတော့မွေးဖွားခဲ့တယ်ဒါပေမဲ့နွားတိတ်ကုတ်မှာတင်ငယ်စွာမွေးဖွားခဲ့မယ်သူ့ကိုမာဖို့ပညာရှိတွေကရွှေအားဖြင့်ပူဇော်ခဲ့တယ်ဆိုတော့တွေ့ရဖြစ်တယ်အဲ့ဒါကြောင့်မလို့ထွေးတကောင်းပဲပေါ့နော်ဒီနေ့ဘုရားရှိခိုးရှေ့မှာအတည်ရှိစွာနဲ့ထင်များခြင်းမှုပြုကြတယ်ဒုဒမီကဆိုရှင်တော့အပြန်အလှန်အမတမတန်ဖိုးထားပြီးမှချစ်ခင်တဲ့သူချင်းဖြစ်တယ်ဆိုတော့ဘောနော်ဒါအတိတ်တဲ့အထင်မှဖြစ်ပါတယ်နောက်ချက်ကြည့်တဲ့အခါမှာဒီရွှေကိုကျွန်တော်ကြည့်တဲ့အခါမှာလေဘုရားခင်ကဝိဟင်ပေါ်မှာထားတာပေါ့နော်ဟိုမြေကြီးပေါ်မှာလူတကာမြင်လို့ရတဲ့နေရာမှာဟိုဒီတိုင်းပဲပြစ်စလက်ကထားတာမဟုတ်ဘူးနော်ဒါတောင်ဘိုးကြီးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့မြေကြီးအောက်နဲ့နေတဲ့နေရာမှာဘုရားခင်ကဖန်ဆင်းထားခြင်းဖြစ်တယ်အဲ့တော့မြေကြီးအောက်အရက်မှာဖန်ဆင်းထားခြင်းဒီအရက်ရာကိုတဘောရက်ကိုကြည့်တဲ့အခါမှာနိုးတာအပြန်လာနေချတဲ့တဘောနဲ့ရုပ်ရည်ကြတဲ့အောင်ဆက်အသက်ရှင်ဖို့ဖြစ်တယ်ဆိုတော့ဘောနော်ဒါတက်တည်ထူနေခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အင်မရာမှာအတိတ်ပဲရှိပါတယ်အဲ့ဒီတော့ကျွန်တော်ဒီလက်စွပ်တွေခဏလေးကြည့်လို့ချီးမွမ်းမယ်ရွှေကိုဖန်ဆင်းတော်မတော်တခင်ဤမင်္ဂလာလက်စွပ်တွေကျေးဇူးတင်ပါဤမင်္ဂလာရွှေလက်စွပ်တီအပြန်အလှန်ဂတိတစ္ဆာပြုခဲ့ပြီးဖြစ်တော့ဒီအမှုရာကိုစောင့်ရှောက်ပြီးအကြောင်းတက်တဲ့အချိန်မှာဖြစ်တဲ့မိတူယနေ့မှဆောင်ပြီးရုံးမြင့်ကြသည့်တိုင်ဘဝဖြေးလန်းလျှောက်အပြန်အလှန်သစ္စာရှိတဲ့ဒီမြင်တော်ခံရတော်ချစ်ချင်းမြတ်တာဖြစ်အတူတူပေါင်းတင်နိုင်ပါပြီကြောင်းယေရှုနာမနဲ့ကောင်းချီးပေးတဲ့စက္ကအနံပါ၏အဖဖရာအာမင်ဟုတ်ချင်ခဏလေးနော်ခဏလေးဒ
သူတို့ကတ်အောင်ပေါ့နော်အခြေအနေကိုကြည့်ရတယ်တတ်သိတယ်နော်အဲ့တော့လိုက်စုမယ်နော်ဒုတာလိုက်စုမယ်ကျွန်တော်မောင်တက္ကမစီပဲဒီ ကျွန်တော်မောင်ထုံစင်လေးဤ တဲ့အားပြုခဲ့တော့ တရားပြုခဲ့တော့ ဂတိတစ္ဆာများဤ ပဋိသက်ဆိုင်ရာဤ တဲ့တည်ဖြစ်စေခြင်းက၎င်း တက်တဲ့ဖြစ်စေခြင်းက၎င်း ကျွန်တော်ဤချစ်ချင်းမြတ်တာနဲ့ ကျွန်တော်ရဲ့ချစ်ချင်းပြတာနဲ့ ဥစ္စာစည်းစိမ်ရှိသမျှကို ဥစ္စာရှိစေရှိသည်များကို တင်၌ဒီနတ် ဒါ ဒါ အနံချင်းက၎င်း အနန္ချင်းက၎င်း ဤလက်စွပ်ကို ဒီတက်စကို တဲ့တည်ပြု၍ တက်တဲ့ဖြစ်၍ တဲ့အားပေးပါ၏ တရားပေးပါ၏ လက်စွပ်စွပ်ပါမယ်ဟုတ်ဒီလိုလက်စွပ်ကြည့်ရမယ်ဒီလိုလက်စွပ်နော်ပြီးတယ်နော်တင်ပေးလို့လက်စွပ်ကိုလေ ဒီဘေးတော်လက်စကိုလည်း လက်ခံပါမည် လက်ခံပါမည် သူတို့ဒီလိုက်စုမှာဖြစ်ပါတယ်တင်ပေးတော့လက်စွပ်ကို တင်ပေးရောဆိုလို့ တက်တဲ့အဖြစ် တက်တဲ့အဖြစ် လက်ခံတကယ်တို့ လက်ခံတကယ်လို့ ဤလက်စွပ်ကို ဒီလက်စွပ်ကို တက်တဲ့ပြု တက်တဲ့ပြု၍ ၍တဲ့အားပေးပါ၏ တင်အားပေးပါသည် လက်စွပ်စွပ်ပါမယ်အားလုံးလက်ကိုကြည့်ပြရအောင်အခုချိန်မှာနှုတ်အားဖြင့်မနော်အပြန်အလှန်ဂတိတစ္ဆာပြုခဲ့ပြီးဖြစ်တဲ့နည်းတို့တက်တဲ့အချိန်မှအဖြစ်လည်းပဲအပြန်အလှန်ပေးပြီးတာဖြစ်ပါတယ်ဒါကြောင့်အခုချိန်မှာလက်ထပ်ပေးဖို့ဖြစ်ပါတယ်သာရဘုရားခင်ရှေ့တော်မောတဲ့တော်ကောင်းဤပြိတ္တဘောင်းတို့ရှေ့တော်မောတဲ့တော်ကောင်းမောင်တက္ကမစီပဲနေမဖုန်စီနေရှာဒီယခုချိန်မှစ၍လက်ထက်စရိမောနာဖြစ်လို့မြောက်စေခြင်းကလည်းကောင်းအကျွန်ုပ်ဒီဘုရားကြီးဓမ္မဝန်ဆောင်သူအနေဖြစ်တယ်လည်းကောင်းနိုင်ငံတော်အစိုးရမှအနည်းတော်အခွင့်အာဏာဖြစ်တယ်လည်းကောင်းခမဲတော်ကတော့တက်ရှင်တော်ဝိတော်သုံးပါးဆိုနာမ၌လက်ထက်ထင်းများခေါင်းကြီးပေးကလက်တော်တို့အနံပါ၏ဘုရားခင်စုံဖက်စေသောအမှုရာကိုလူတို့မခွဲမခွာစေနဲ့ရှိပါရှိပါစေဒီခုချိန်မှာကျွန်တော်လက်မှတ်ထိုးဖို့အချိန်ဖြစ်ပါတယ်လက်မှတ်ထိုးမယ့်ချိန်မှာတချင်တဲ့ဆိုင်အဖြစ်ဒီစုချီမှာပဲပြန်တဲ့မတ်မကိုလေးတူစံတော်ရှင်အောင်လေလေးစောဆုံးဖိတ်ခေါ်လို့လေအခုချိန်မှာဖရမအုပ်ဆုံးလက်မှတ်ထိုးဖို့အတွက်တဒူသားနဲ့သူတို့သမီးအယုံဆိုလက်မှတ်ထိုးမှာဖြစ်ပါတယ်我想的是长远当。
တော့ကျွန်တော်လက်ချိတ်ဖို့ဖြစ်ပါတယ်အခုချိန်မှာလူသားဘက်ကလည်းအတိတ်တဲ့နဲ့ကိုခင်ဗျာကိုဒီကိုလက်ချိတ်ဖို့ဖြစ်ပါတယ်ဒီခုချိန်မှာကျွန်တော်တို့အားလုံးနှုတ်အဖြစ်ကတိတ္စာပြုပြီးဖြစ်ပါတယ်အတိတ်တွေအထိမ်းမအားတွေလည်းပေးပြီးသားဖြစ်ပါတယ်လက်မှတ်လေးဖျားရှိလို့ရှိရင်အားလုံးထိုးပြီးသားဖြစ်ပါတယ်အားလုံးပြည့်ပြည့်စုံတော့ရှိပါပြီဒီခုချိန်မှာကျွန်တော်တို့မင်္ဂလာလက်မှတ်ကိုပေးမှာဖြစ်ပါတယ်ဒီမင်္ဂလာလက်မှတ်ကဆိုရှင်တော့အင်မတန်မှအရေးကြီးပါတယ်နော်ဟိုတချို့အိမ်ထောင်တွေမှာကြီးတဲ့အခါမှာလေတခါတလေနော်တခါတလေ something wrong ဖြစ်လာတဲ့အခါမှာဒီဖြစ်ကြတော့ဘာဖြစ်မင်္ဂလာလက်မှတ်ကိုဖြေဖို့ကြိုးစားတဲ့အိမ်ထောင်တွေရှိတယ်ပေါ့နော်ဟိုဒီနေရာမှာလေအခုတည်ထားဖို့ကဘာလဲဆိုရှင်တော့ဒါမိသားစုတစုမှာပေါ့နော်သူ့ရဲ့ဇနီးတွေက
ဒီကနေ့မင်္ဂလာလက်မှာအစ်စ်ကိုကြတော့ special လေးဟိုတက်လောင်းမျိုးပေါ့နော် special plastic လောင်းမျိုးမှာထိတ်တိတ်ထားတယ်အဲ့တော့အဲ့ဒီကမူရင်းကို plastic မလောက်ခင်မှာ special make တူဒီကိုမှာပေါ့နော် make တူဆဲမှာအစ်စ်ကိုကြတော့သူတို့ကသူ့ရဲ့ယောက်ျားမတိအောင်ဖွက်ထားတာပေါ့နော်အဲ့တော့သူ့ရဲ့ယောက်ျားသူ့ရဲ့စကားကိုနားမထောင်တဲ့အချိန်ဘောနော်ပြောစတာလောကနားမထောင်တဲ့အချိန်မှာဘာလဲကွာစကားပေါ့နော်အဲ့လောက်ထိငါစကားနားမထောင်ရသလားမင်းအဆောင်တော့တီလိုဂတိတစ္ဆာပြုတ်ခဲ့တယ်မဟုတ်လားဆိုတော့နော်အဲ့လိုဖြစ်ရေးဆိုရင်ကျမလေးပဲမင်္ဂလာလက်မှတ်ကိုအပြက်ပါရှင်းလိုက်ကွာဆိုရင်မင်္ဂလာလက်မှတ်ကိုဖြေးတယ်အဲ့တော့အဲ့အချိန်မှာသူတို့ရဲ့ယောက်ျားကပေါ့နော်တခါလေးခြေထောက်ဖဲပြီးမှမလုပ်ပါနဲ့အဲ့ချိန်မှာပေါ့နော်သူ့ရဲ့ဗီဒီယိုကတော့နောက်ဆုံးပါပဲအဲ့လိုလားကျမလေးချစ်ပါတယ်ပေါ့နော်ပြီးမှဒီလိုဖြေးတာကအတုစာရေးဟုတ်တယ်မိတူဟုတ်တယ်အဲ့ဒါမပူပါနဲ့ဒီမှာအစ်စ်ကိုတိတ်ကိုချစ်လို့အကောင်းဆုံးထားတာဖြစ်တယ်တိတ်ထားတာဖြစ်တယ်ဆိုတာပြောတယ်ပေါ့နော်ပြောချင်တဲ့ဘောကဒီလိုရှိပါရဲ့အိမ်မဒါမှတန်ဖိုးထားရမယ်ပေါ့နော်အဲ့ဒါကြောင့်လို့လုံးဝတခြားအရာတွေတော့ပြောက်လို့ရပါတယ်ဒီအရာပြောက်လို့တော့မရဘူးပေါ့နော်အဲ့တော့အခုချိန်မှာမိကလက်မှတ်ကိုပေးမှဖြစ်ပါတယ်ကျွန်တော်အားလုံးအခုချိန်မှာအိမ်ထောင်တက်အတွက်ကျွန်တော်အားလုံးစုတောင်းကောင်းချီးပေးအောင်ဒီနေ့လာရချင်းရဲ့အတိကအကြောင်းရင်းကဒီနေ့ဘုရားရှိခိုးရှိမှာအတေရှိစွာထိများခြင်းအမှုကိုပြုတယ်မင်္ဂလာကျင့်စာလို့စနေပေါ်တာတော့ကျွန်တော်ကောင်းချီးပေးစုတောင်းပေးဖို့တဲ့လာရချင်းဖြစ်ပါတယ်အဲ့ဒါကျွန်တော်ပြိတ္တများအားလုံးလေးပဲကျွန်တော်မှတ်တရပြီးမှာအားရပါရအထူးဖြင့်ကောင်းချီးပေးစုတောင်းပေးအောင်တက်ရှိတော့ဟာဗျာဘုရားကိုကျေးဇူးတင်ပါ၏ဒီနေ့အခုချိန်မှာဖတ်ဗျာဘုရားရှိအမနိုင်အကေရှိစွာနဲ့ထိမ်းများခြင်းအမှုကိုပြုကြတဲ့မောင်တခုစီပဲမပုံစံရှိသူဒီနှုတ်အဖြစ်ဂရိတ္တစာပြုခဲ့တဲ့နည်းမျိုးတဲ့အထင်မှာအဖြစ်လည်းပဲအပြာလံပေးပြီးသားဖြစ်ပါတယ်ယခုချိန်မှာနှစ်ဖက်တော်မိဘတွေအဖဘေခင်လက်မရေးထုတ်တာယခုချိန်မှာမင်္ဂလာလက်မှတ်ကိုပေးအပ်ခြင်းဖြစ်ပါ၏အဖဖေကရေးအိမ်ထောင်ပေါ်မှာဖျားခင်တဲ့သူကောင်းချီးပေးလို့ပါရေးအိမ်ထောင်ရဲ့ဥကောင်းမှာကိုရောတပါးတွေဖြစ်ပါတာဟာဒုဘာရောက်ဖတ်တဲ့ရေးအိမ်ထောင်ပေါ်မှာဖျားခင်တဲ့အထူးကောင်းချီးပေးကမြတ်တာပေးခြင်းအဖြစ်ဒီအိမ်ထောင်မိသားစုအဖြစ်ဒီကျန်စလို့စနစ်မာနာအဖြစ်အမှန်တကယ်ကိုလောကမှာအလေးတပွဲအသက်ရှင်နေပါမြေကြောင်းအထူးအဖြစ်ကိုကောင်းချီးပေးလို့ပါမဆတ်တော့ပါတို့ရဲ့အဲ့ထဲမှာသူကလှုပ်ဆောင်ရမယ်အမှုရအားလုံးလုံငန်းကိုင်းတွေအားလုံးထဲမှာလည်းပဲအကောင်းကိုဆိုလှုပ်ဆောင်နိုင်ဖို့အတွက်ခွန်အားဉာဏ်ပညာအဆန်းစားများကိုလည်းပဲကိုရောပေးလာတော်မူပါဒီအိမ်ထောင်တွေအမှန်တကယ်ဘုရားခင်တဲ့အရာဘုရားရှားစေတဲ့အိမ်ထောင်တွေဖြစ်စေတော်မူပါအဖဖေမကဘတော်မှာလာဒီတိုင်းဒီလိုဒီပွားများကြလို့မိတ်တော်မူဒီတိုင်းပဲအမှန်တကယ်ပွားများရတော်ခက်ကိုလည်းပဲကိုရောပေးလာတော်မူပါအထူးဆုအနန္တသူပြည့်ကျမ်းမာရေးပါလေပဲကိုတော့ထူကောင်းချီးပေးတော့ပါဘုပြောရှင်ချင်းနေတဲ့ချင်းဝမ်းမြောက်ခြင်းနဲ့အတူမိသားစုထဲမှာအဖပြကောင်းမို့ဆိုအပကလန်ချစ်ခင်ပြီးမှအဖပြရုံးမြေချတိတိုင်အောင်အဖပြရခင်အလိုတော်တိုင်းကောင်းမို့ဆိုပြုစုကမြတ်တာအဖြစ်ချစ်ခင်ကြတော့စနိမောနာဖြစ်ဖို့တဲ့လို့ငါလည်းပဲမဆာတော့ပါကောင်းချီးပေးတော့ပါယေစနိမောနာကိုအဖပြခင်တဲ့ထူကောင်းချီးပေးနေလို့ဆက်လက်ပြီးယုံကြည်လို့များမိဘဆွေမျိုးတိုင်များအားဖြစ်လည်းပဲတဖို့တို့ကရေလို့စုအောင်ကိုကြီးတဲ့အမှုရမန္တလေးပြည်အင်တာပေါ်မှာအထူးပြကိုလေးတဲ့ရစေကကောင်းချီးပေးပြီးကြောင့်လည်းပဲအကျွမ်းမဲ့ယုံကြည်ပါတယ်ဒီအဆုဒီအဖပြောင်းအရှက်တဲ့အမှန်တကယ်နေရစတဲ့ထဲမှာလည်းပဲလူကဘတော်အသက်ရှင်နေပြီးလူကဘတော်မှာအခြေခံတော့မိသားစုဖြစ်စေလို့မှာပါနာမတော်ထူးချီးမွမ်းပါတယ်ဆက်လက်ဖတ်ပြခင်ဒီလေရှစ်ကိုလည်းပဲကောင်းမွန်ဆုံးစချင်နေတဲ့မိသားစုဖြစ်စေတော့ပါရေအိမ်မိသားစုအဖြစ်အသက်တော်ထဲမှာတော်ကောင်းရရွာထဲမှာတော်ကောင်းတိုင်းနိုင်ငံထဲမှာတော်ကောင်းဘုံတော်ထင်ရှားတဲ့မိသားစုဖြစ်စေတော့မှာပါအဖဖေကိုချိန်မှာကိုတော့ယုံကြည်လို့များအရောက်ချင်းစီတိုင်းကိုတော့စိတ်ခံကြုံများအားလုံးနဲ့တို့တစ်ဖက်တော်မိဘဆွေမျိုးများရဲ့စုတန်းကောင်းကြီးပေးခြင်းအမှုရတယ်ရေအိမ်ထောင်ပေါ်မှာသူပြတက်ရောက်စေကကြည့်ပေးရမည်ကြောင်းကိုကောင်းချင်းမင်္ဂလာတွေအရှံပေခံစားရရှိပါမည်ကြောင်းအသက်တာကိုတော့လည်းဘယ်လိုတောင်းချဆက်ကအဲ့နာလည်းရေတက်ကိုကောင်းကြီးပေးဒီခါမှာဒါရမီတို့ကအစီအစဉ်ချစ်တော်မူတော့ဒါရမီတို့အပိန်ရေးကကဲ့တင်တော်မူတော့ရှင်ယေရှုခရစ်တော်ဖျားရဲ့မြတ်တော်မဟာနာမတော်နဲ့ကိုယ်တိုင်အမိပြုလဲအလိုကြီးတဲ့လက်ကဆုတောင်းဆက်ကအဲ့နာကအိမ်ထောင်တက်ကိုကောင်းကြီးပေးဆုတောင်းကြပါ၏
အာမင်ဘုရားရှင်ထုံးချီးပေးပါစေ ထိုင်လို့မရသေးဘူးပေါ့နော်ဆက်လက်မသိရပြီမှာကျမတို့ဘယ်ကိုကျင်းပလာမှာဖြစ်တယ်ဆိုတော့အခုချိန်မှာကျမတို့ဆွမ်းကောင်းဆောင်ကိုအုပ်ထားတဲ့ချိန်မှာတိတ်ရည်ရမတိတန်သေးဘူးပေါ့နော်တူတာအခုရှင်းရှင်းလင်းလင်းမြင်လာတော့မှာပဲဟောအပြုံးတစ်ထောင်နဲ့တော့30ကျောင်းကိုပေါ်လီပြီးမှရုပ်ရှင်နေတာကိုကျမတို့တွေ့ရတာဖြစ်တယ်ဆိုတော့ဆက်လက်ပြီးမှကျမတို့တချင်းလက်ဆောင်အဖြစ်ချီးမွမ်းတော်မယ့်ချိန်ဖြစ်တယ်တချင်းလက်ဆောင်ကိုကျမတို့ဆောင်းလုံးပုံတန်အဖြစ်တချင်းလက်ဆောင်အဖြစ်ပါဝင်တော့ဖို့ရတဲ့မြတ်တော်နာမနဲ့ဖိတ်ခေါ်လို့တယ်အားလုံးမင်္ဂလာပါကျွန်တော်အနေနဲ့လည်းတူတူမီကိုတခုကရှာဆိုရဲရောင်းချင်းနဲ့ကုန်လို့ချင်ပါတယ် Shine
ချင်းလက်ဆောင်အဖြစ်ဘာပဲဒီဆိုတာတဲ့ကိုဖုန်တောင်နဲ့ဒုဒီခပေးတော့တဲ့ရောက်ချင်းစတဲ့ဝင်လည်းဖျက်ခင်တာပဲကောင်းချီးပေးပါစေခုချိန်မှာကျွန်တော်တို့တူသားနဲ့တူသမီးဟာပြောတယ်ပေါ့နော်တောင်းဆိုလာတယ်ရတယ်တဲ့တနေကုန်လေးရက်နိုင်တယ်တဲ့ဒါပေမဲ့တူသားအရာနဲ့တူသမီးအရာပြီးလို့ရှိရင်ပန်းချင်းမဲ့ညီမငယ်ကိုငိညာချင်းအဖြစ်ခုချိန်မှာတိုင်ခိုင်းမှဖြစ်တယ်ပေါ့နော်ဆိုတော့တူသမီးနဲ့တူသားအသက်ကြတော့စိတ်မကောင်းပေါ့နော်သူတို့ကအရင်ကတည်းကချင်တာဘယ်တိုင်အကုန်လုံးအတနေကိုမတည့်ရချင်ပေမဲ့မတတ်နိုင်ဘူးပေါ့နော်တူသားအရာနဲ့တူသမီးအရာတွေကျွန်တော်တို့ငိညာပေးပါအခုချိန်မှာထိုင်နိုင်ပါပြီလို့တည်ကောင်းပြောလို့ရဖြစ်တယ်ကျေးဇူးတင်တယ်ဆိုတော့အခုချိန်မှာကျွန်တော်တို့အရေးကြီးလာတဲ့နှုတ်ကပတ်တော်ကိုခံယူဖို့ဖြစ်တယ်ဆိုတော့ဒီကနေ့မှာထိမ်းများနေတဲ့ကျွန်တော်တို့ညီကိုနဲ့ကျွန်တော်တို့အမဘောနော်ပူဇီနေနဲ့အတူကျွန်တော်တို့ရောက်ရှိလာတဲ့အိမ်ထောင်ကြပြီးသားပြည်သက်များဘယ်လိုရှင်မကြသေးတဲ့လူငယ်မောင်ငယ်များအားလုံးအတွက်ကျွန်တော်တို့အင်တာမရေးကြတဲ့နှုတ်ကပတ်တော်ကိုခံရမှာဖြစ်တယ်နှုတ်ကပတ်တော်ကိုကျွန်တော်တို့လေးစားရတဲ့ဆရာတော်ကိုစင်အားဖြင့်ဝင်ကပေးတော်မှာဖြစ်တယ်လေးစားစွာဖိတ်ခေါ်လိုတယ်ဓမ္မချမ်းသာတစ်ချက်ကိုဆိုတာဖတ်လို့ပါတယ်။ဟေပြေဘဝဒဆာခန်းကြီး73အငယ်၄ဖြစ်ပါတယ်။ဟေပြေခန်းကြီး73အငယ်၄ခတ်တင်းတော်တို့၌မင်္ဂလာဆောင်ခြင်းအမှုနှင့်တိစ္ဆာတံဝါဒပြုခြင်းအမှုသည်အတရေရှိစေသောမတရားသောမေထုံကိုပြုတော်လူနှင့်သူ့မယားကိုပြစ်မှားသူကိုဘုရားသခင်စီရင်စိတ်ကြောစေရင်တော်မူလိမ့်မည်ဒန်ခုစဒုံစီထရာနဲ့ဆမ်ဆမ်ဘေးပူရာရဲ့အငနိယပရာကမမမရှေဝဲမူခါဒီယဝနီမမမရှေဝါဆမ်နမ်တာချပ်ခေဆမ်ခါနဲ့ပြရိခါငေတာဝဲအတရေရှိသောအိမ်ထောင်ဆိုတဲ့ကောင်းစီအားဖြင့်ဒီခုမှပေးချင်ပါတယ်ဒီကနေ့သင်္ကြန်လက်ထက်မင်္ဂလာဆောင်တဲ့တူသားနဲ့တူသမီးကိုလည်းလေးစားပါတယ်လို့ဥစ္စာပြောလိုပါတယ်။အားရောက်လာကြတဲ့ everyday ဒီယုံကြည်သူတွေအားလုံးပေါ်မှာလည်းဘုရားရှင်ကောင်းကြီးရောက်စီတိုင်းပေါ်မှာဒီချိန်မှာဘုရားသခင်ထံမှလာတော့ကောင်းခြင်းမင်္ဂလာအရောက်စီတိုင်းပေါ်တက်ရောက်ပါစေတော့အာမင်ဒီကနေ့ဘုရားရှေ့လူရှေ့မှာလက်ထက်တာကအင်မတန်မှကောင်းမြတ်တဲ့အမှုအရာဖြစ်တယ်လို့ဓမ္မကျမ်းစာကနေပြောပါတယ်ဘုရားသခင်နှစ်သက်တော်မူတယ်လို့ပြောပါတယ်နော်ဒါကြောင့်အာဒမ်ဧဝကိုပထမဘုရားသခင်ကလက်ထပ်ပေးခဲ့တယ်ဒီကနေ့အခုလိုဘုရားရှင်လူရှေ့မှာသင်များလက်ထပ်ပေးခြင်းမှုအရာကတော့မိဘတွေရောအလွန်ဝမ်းသာကြည်လို့ရတာဖြစ်တယ်နော်ယုံကြည်သူတွေရောတငယ်ချင်းပေါင်းတင်းတွေရောအရန်နှိမ့်တဲ့ကြတဲ့အရန်ကြည့်ချင်တဲ့ဘာဝင်ချင်ကြတဲ့ဒီလက်ထက်မင်္ဂလာဖြစ်ပါတယ်လို့နောက်ဒါကြောင့်ဒီလက်ထက်မင်္ဂလာလက်ထက်ချင်းကိုလူတွေအားလုံးကတန်ဖိုးထားတဲ့လို့အခုဖတ်သွားတဲ့အကျမ်းချက်မှာဒီအတရေရှိသောအိမ်ထောင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတန်ဖိုးထားဖို့လိုတယ်ဒါကြောင့်ဒီကနေ့နှစ်ချက်သုံးချက်နည်းငယ်ပြောလိုပါတယ်ပထမချက်မှာကောင်းသောအိမ်ထောင်ပြုခြင်းတိကောခန်းကြီးကိုငယ်38မှာအိမ်ထောင်ပြုခြင်းဟာတဲ့ဒီကောင်းသောအိမ်ထောင်ပြုခြင်းဖြစ်တယ်ဒီအမှုအရာကိုနော်လူတချို့ကကောင်းသောအိမ်ထောင်ပြုဖို့ရန်အတွက်ကျွန်တော်တို့လူငယ်တွေအများပိုင်းတော့ဒီလူငယ်တွေအိမ်ထောင်မပြုရသေးတဲ့လူငယ်တွေအတွက်လည်းဒီနေ့ခွန်အားပေးခြင်းပဲဒီကနေ့ကျွန်တော်တို့မြင်ရတဲ့တူသားတူသမီးကဲ့သို့တော့ဘုရားရှေ့လူရှေ့မှာတိတိစွာနဲ့တိကျစွာနဲ့အခုလိုမင်္ဂလာဆောင်ဖို့အတွက်ခွန်အားပေးခြင်းသာဖြစ်တယ်တချို့လူတွေကြတော့ဒီမိမိသဘောနဲ့နော်ယူကြတဲ့လူတွေရှိတယ်တချို့လူတွေကြတော့အမျိုးသားကအမျိုးသမီးကိုမင်္ဂလာကိုအတင်းနော်ခွေးယူတာရှိတယ်နော်တချို့ကတော့မင်္ဂလာကအမျိုးသားကိုကြိုက်လို့အတင်းမရအောင်
ခိုးတာပြီးတော့ခိုးပြေးတာပြီးရှိတယ်လို့ကျွန်တော်တို့အဲ့လိုသိရတာပေါ့နော်ဒါကြောင့်ဒီကနေ့ခွန်အားပေးချင်တာကဒီအရာတွေကနောက်ဆုံးမှာနော်ကျွန်တော်တို့ဖျားရှက်လူရှက်မှာကျွန်တော်တို့ဝန်ခံရမယ့်အရာဖြစ်လာတာဖြစ်တယ်နော်ဒါကြောင့်ဒီဓမ္မကျမ်းစာမှာအိမ်ထောင်ပြုတ်ခြင်းအမှုအရာကကျွန်တော်တို့အိမ်ထောင်ပြုတ်တယ်ဆိုတာကလွယ်လွယ်နဲ့နော်ခဏလေးမိမိရဲ့စိတ်တဘောထားအားဖြင့်ခဏလေးအားဖြင့်ရွေးယူရတဲ့အိမ်ထောင်မဟုတ်ဘူးအဲ့ဒီအရာကဒီမြဲမှာမဟုတ်ဘူးနော်ဒါကြောင့်အိမ်ထောင်ပြုတ်တယ်အိမ်ထောင်ဖက်ရှာတယ်ဆိုတာဘယ်လိုရှာရတယ်လို့ပြောတယ်ဘာနဲ့ရှာရတယ်လဲမျက်စိနဲ့မရှာရဘူးလို့ပြောတယ်နော်နားနဲ့ရှာရတယ်လို့လူကြီးစကားရှိတယ်နော်ဒီအမျိုးသမီးကအဲ့ဒီမိန်းကလေးကအဲ့ဒီယောက်ျားကကောင်းတယ်နော်ဖခင်ကိုလည်းချစ်တဲ့မျိုးသားဖြစ်တယ်မိဘကိုလည်းချစ်တဲ့နော်အမျိုးသားဖြစ်တယ်အမျိုးသမီးဖြစ်တယ်ဆိုပြီးတော့အချစ်စာရိတ္တကောင်းတယ်နော်လူကြီးရှေ့မှာရောလူကြီးရှေ့မှာရောပြောစရာမလိုအောင်နော်အချစ်ကောင်းတဲ့နော်စာရိတ္တကောင်းတဲ့အချစ်ကောင်းတဲ့သူဖြစ်တယ်ဘာမှပြောစရာမလိုဘူးကောင်းတယ်လို့ဒီလူတွေကချီးကျူးတဲ့လူတွေကနော်အဲ့လိုကောင်းတဲ့တည်ပြောတဲ့လူကိုကျွန်တော်တို့ကနားနဲ့ဒီအိမ်ထောင်ဘက်ကိုရွေးရတာဖြစ်တယ်မဟုတ်တော့ပြီးတော့ဒီမိမိအတွက်နော်တစ်တော်တဲ့မြို့သားတစ်လျော်တဲ့အမျိုးသမီးဟုတ်မဟုတ်နော်လူရှိသူမှသူဟာတော့လူအောင်ကြတော့ဓာတ်မဓာတ်ဆိုတာတော့မဓာတ်မဲ့မယူတဲ့ဘူးဆိုတော့မယူရဘူးဆိုမယူရဘူးယူတဲ့အဲ့ဒီမိသားစုကိုအဲ့ဒီအမျိုးထက်ကနေတော့ယူတဲ့လို့ကျွန်တော်တို့နားနဲ့ကြားပြီးတော့အိမ်ထောင်ရွေးရခြင်းဖြစ်တယ်လို့လူကြီးစကားရှိတယ်။တမန်ကျမ်းစာမှာလည်းအဲ့လိုပဲပြောထားပါတယ်။ကျွန်တော်တို့အာဗြဟံရဲ့သားဣဆက်အတွက်ရေဘက်ကာကိုတို့တောင်းတဲ့နေရာမှာဒီကပ္ပဦးကျမ်းအကြီးစနစ်မှာသူ့အမျိုးထဲကလည်းယူတဲ့အမျိုးထဲကလည်းတောင်းခဲ့တာဖြစ်တယ်။ဒါကြောင့်တိကောခန်းကြီးခုံရဲ့ကူမှာဘောလုကရှင်ဘောလုကရေးသားထားတာရှိတယ်။တချို့သောလူတွေကကောင်းကင်နိုင်ငံအတွက်နော်အိမ်ထောင်မပြုတ်တဲ့အမျိုးသမီးတွေအိမ်ထောင်မပြုတ်အိမ်ထောင်ဗါတဲ့ယောက်ျားမယူချင်တဲ့မိန်းမမယူချင်တဲ့မိန်းမရှာတွေယောက်ကရှာတွေရှိတတ်တယ်လို့တမန်တော်ဘိုးလို့ပါတယ်တိကောခန်းကြီးခုံရဲ့ကူမှာပြောထားပါတယ်။ဒါကြောင့်တကယ်ပဲမိမိကကျမကတက်တက်ရှင်းရှင်းတက်လုံးဘုရားကိုချစ်ပြီးတော့နေပါမယ်ဆိုတဲ့လူကြတော့ကောင်းကင်နိုင်ငံအတွက်နော်တက်ရှင်းရှင်းအိမ်ထောင်မပြုတ်တာကြတော့တမျိုးကောင်းမြတ်တယ်လို့ဒီမှာတော့ဘောလို့ကခွန်အားပေးတာဖြစ်တယ်ဒါပေမဲ့အများပိုင်းကြတော့ကျွန်တော်တို့ဒီကနေ့တူဓာတ်နဲ့တူသမီးကြတော့အခုလိုဘုရားရှေ့လို့ရှေ့မှာတိတေစွာနဲ့တိပြည့်စွာနဲ့မင်္ဂလာရှိသောသင်္ညာမင်္ဂလာတက်ထပ်ပဲဖြစ်ပါတယ်အာမင်အာမင်နော်ဒါကြောင့်ခွန်အားပေးလို့ခွန်အားပေးခြင်းသာဖြစ်တယ်နောက်ဒုတိယဆက်ကြတော့ချစ်ချင်းမြတ်တာပေါ်မှာယက်တည်သောအိမ်ထောင်ဖြစ်ရမယ်နော်ဘုရားရဲ့ချစ်ချင်းမြတ်တာနော်မင်္ဂလာသောချစ်ချင်းမြတ်တာကာလာတိခန်းကြီး3ခန်းကြီး9ရဲ့73မှာကာလာတိ973မှာအချင်းချင်းတူကိုတူချစ်မြတ်တာနဲ့ကိုညီဖေးမရမယ်ကိုညီမှတ်ဆရမယ်လို့ပြောပါတယ်အထောက်အမဖြစ်ရမယ်လို့ပြောပါတယ်ဘုရားရဲ့အလိုတော်ကအထောက်အမဖြစ်ဖို့ဖြစ်ပါတယ်ဒါကြောင့်အင်ထောင်မှာအကျဉ်းလင်းများဆိုလို့ရှိရင်နှိတ်ချတော်စိတ်ရှိရမယ်နော်ဒီကနေ့ကစပြီးတော့အရင်ကထက်ပိုပြီးတော့ချစ်ရမယ်အင်ထောင်ဖြစ်သွားပြီနော်အိမ်ထောင်တက်တန်းကြလေပိုပြီးတော့ချစ်လေနော်အဲ့လိုဖြစ်ရမယ်နော်ရံဖြစ်ရင်လည်းမိမိရဲ့နှလုံးသားကမိမိရဲ့စိတ်ထဲမှာတော့တကယ်တော့ရံမဖြစ်ချင်ဘူးနော်အိမ်ထောင်တွေဒါပေမဲ့အိမ်ထောင်ထဲမှာရံဖြစ်ရမယ်စကားများရမယ်အရာကြတော့အဲ့ဒီလိုငကူကလေးကလည်းအဲ့လိုရှိပြီးသားအရာတစ်ခုလိုဖြစ်နေတယ်ဒါကြောင့်ဖြစ်လာတဲ့အရာတွေကိုကျွန်တော်တို့ဒါကမဖြစ်တဲ့အရာဟုတ်တယ်ဒီနေရာမှာကျွန်တော်တို့ချစ်ချင်းမြတ်တာထဲမှာပဲခံရရမယ်လို့ခွန်အားယူရမှာဖြစ်တယ်ဒါကြောင့်ရှင်ယောဟန်အခန်းကြီး7 34မှာ
ဖယားသခင်ရဲ့ပြည့်ညက်ချက်ဖြစ်တယ်လို့ပြောပါတယ်ဖယားရဲ့ပြည့်ညက်ချက်ကဘာလဲဆိုရင်အချင်းချင်းချစ်ကြဖို့အချင်းချင်းအထောက်အမဖြစ်နေဂူညီဖဲမဖို့ဖြစ်တယ်ဒါကြောင့်မိမိရဲ့ခန္ဓာကိုမိမိကိုချစ်တဲ့နည်းတို့မိမိခင်ပွန်းကိုလည်းချစ်ရမယ်မိမိရဲ့မိသားစုမိမိဆွေမျိုးတိုင်းဝိုင်းမိမိရဲ့ဂုဏ်ဆက်ဆိုင်တော်သူဂုဏ်နဲ့အမျှချစ်ချင်းရာကအင်မတန်မှခုအားရှိတာဖြစ်တယ်အဖက်ကချင်းက28မှာမိမိခင်ပွန်းကိုချစ်သူဟာဒီမိမိကိုချစ်တာအမှန်တကယ်ဖြစ်တယ်လို့ပြောပါတယ်သူတစ်ပါးကိုချစ်တဲ့သူမိမိကိုချစ်ချင်းမြတ်တာကြချင်းပြတာချင်းဖြစ်တယ်ဒါကြောင့်အိမ်ထောင်မှာမိမိရဲ့အမျိုးသမီးကိုမိမိရဲ့မျိုးသားကိုပုံပြီးတော့ချစ်တဲ့အမှုအရာတွေပြတာချင်းเนาะအကြည့်အားဖြင့်ပြတာချင်းအရာတွေကတကယ်ပဲဖျားရှေ့လို့ရှေ့မှာချစ်ချင်းမြတ်တာအစစ်အမှန်ဖြစ်တယ်ဒါကြောင့်ဖျားသခင်စုံဖက်ပေးတဲ့အိမ်ထောင်လင်မယားကဒီအောဖို့ကောင်းပါလေနော်အောဖို့ကောင်းတယ်နော်ဒီကနေ့ကျွန်တော်အားလုံးကြည့်ရအောင်ဒီမှာတတူသားတဲ့တတူသမီးကလာတယ်ပြီးတော့အောဖို့ကောင်းတာကဘုရားကဘယ်လောက်ထိသူတို့ကိုဘုရားရဲ့လူတော်ထဲမှာဇုံဖက်ပေးတယ်လေဆိုတဲ့အရာနော်အရာအောစရာကောင်းတယ်အပေါင်းငယ်တော့ခိုင်းတော့ကောင်းမှရှမ်းကြီးရဲ့ပြီးတော့အပေါင်းငယ်ရဲ့ဂရိုင်းတော့ချီကူဝါရွေနီကူနီကချီကူဝါရွေအမ်စရမ်ခါပြီးတဲ့လမ်းတော်တွေရဲ့ရနော်အပေါင်းငယ်ဘာလို့အော်ဒီကရှင်းမလားအော်ထိုင်နံပါတ်3ချက်မှာဘုရားကောင်းကြီးနော်ကောင်းကြီးကျေဝတော်မင်္ဂလာရှိတော်အိမ်ထောင်ဒီကောင်းကြီးမင်္ဂလာရှိတော်အိမ်ထောင်ဖြစ်တယ်လို့ကျွန်တော်ဒီကပ္ပဝိဇ္ဇာခန်းကြီးဆက်တဲ့အငယ်3-4မှာဘာပြောထားလဲဆိုရင်ကပ္ပဝိဇ္ဇာခန်းကြီးဆက်တဲ့အငယ်1-3မှာအာဗြဟံရဲ့အိမ်ထောင်ကိုဘုရားသခင်ကအကောင်းကြီးပေးခဲ့တယ်ဆက်လက်ပြီးတော့ဒီအာဗြဟံရဲ့သားဣဆာရဲ့သားယာကုရဲ့သားဒီဆက်ပြီးဆက်ဘုရားသခင်ကအိမ်ထောင်တွေကိုကောင်းချီးပေးခဲ့တဲ့ဘုရားဖြစ်တယ်အဲ့ဒီထဲမှာဒီကနေ့ကျွန်တော်ဓမ္မတို့ဒီလေဒီကနေ့အိမ်ထောင်ဟာဆိုလို့ရှိရင်လေဘုရားသခင်စီကလည်းကောင်းကြီးမိဘတွေစီကလည်းကောင်းကြီးညီကူမောင်နှမဆရာဒီဒေအုပ်ဆရာကောင်းကြီးပေးတဲ့အရာဒီယုံကြည်သူတွေဆုတောင်းပေးတဲ့အရာတွေကသူတို့အတွက်ကောင်းကြီးရဖို့ပဲဖြစ်ပါတယ်ဒီမို့အရာကအမြဲတမ်းကောင်းမြတ်တဲ့အရာဖြစ်တယ်ပြီးတော့ဒီပေခန်းကြီးတို့ငါမှာဒီအာဗြဟံရဲ့အမျိုးသမီးဆာရာကအာဗြဟံကိုဘယ်လိုခေါ်ခဲ့တယ်လဲဆိုရင်အာဗြဟံကိုချစ်တဲ့အရာကိုပြသခြင်းအဖြစ်သခင်လို့ခေါ်ခဲ့တယ်ပြောပါတယ်ခံဖေဝါနဘောယာနာဒါကြောင့်ဒီအချက်ကိုကျွန်တော်ကြည့်ချင်းအဖြစ်မိမိရဲ့အမျိုးသားကိုလေးစားသမျိုးအဖြစ်နော်အမြဲတမ်းယူတဲ့သမှုအဖြစ်အဲ့ဒီလိုလောအောင်လူကြတော့အမျိုးမျိုးခေါ်ကြတယ်တချို့ကလောအောင်ကြီးခေါ်တာကမလှဘူးဘယ်အောင်ငါတရေစီပန်လာရတော့ထောက်မလေးဆမ်ကြီးတဲ့လို့ရှိရင်တော့ဒီကတူတာမှာပြုလို့ရှိတယ်ဘယ်လိုမီဆမ်လေးအမ်ဖေငါဆုံးရှင်ဖေဝါဘယ်လိုရှင်းလဲဟောမိမဘယ်လိုရှင်းလဲရှောင်းတဲ့ကထားတယ်ဒါကြောင့်ဒီကနေ့အစပြီးဒီများလေဒီဘုရားရှိခိုးရှေ့မှာလက်ထပ်တဲ့အတွက်ကြောင့်ပုံပြီးတော့ချစ်ချင်းမြတ်တာခိုင်မြဲတာစိတ်ဖို့ရအတွက်ဒီအချင်းချင်းခေါ်တဲ့နေရာမှာလည်းတန်ဖိုးရှိတော့ယူတယ်တော့အမှုအရာတွေအားဖြင့်လေးစားတော့အမှုအကျင့်တွေကျွန်တော်ပြသဖို့လိုပါတယ်အိမ်ထောင်မှာဘုရားရဲ့ကောင်းချီးမင်္ဂလာရရှိဖို့အတွက်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်မိမိကလည်းအရင်စတင်ရမှာဖြစ်တယ်လို့ပြောပါတယ်ဓမ္မကျမ်းစာကသူတင်ပါတယ်ဒီသုတ္တန်ကျမ်းခန်းကြီး7အငယ်25မှာနော်သူတစ်ပါးကိုစွတ်ကျဲတော်သူဘေးကန်းတော်သူကဒီကျွေဝလိမ့်မယ်လို့ပြောပါတယ်ကျွေဝလိမ့်မယ်ကောင်းချီးကျွေဝလိမ့်မယ်အဲကြောင့်သူတစ်ပါးကိုဘုရားသခင်ကိုယေရှုတင်ရမယ်ဘုရားသခင်ကိုဘေးတိတာတွေလူတိတာတွေလူရမယ်ပေးရမယ်ဒီရကအိမ်ချောင်းကိုကောင်းချီးပေးဖို့ဖြစ်တယ်နော်ကျွန်တော်တို့ဒါကြောင့်ဘုရားသခင်ကျွန်တော်တို့ယုံကြည်သူတွေရောဒီကိုအားရဖို့အတွက်ပြောချင်တာကဘုရားသခင်ကိုကျွန်တော်တို့ဆေဖို့တဖို့ဥပမာပြောမယ်နော်ဆေဖို့တဖို့ဘေးလိုခြင်းကဘုရားသခင်တောင်းလို့တာကျွန်တော်တို့ဘေးရတာမဟုတ်ဘူးနော်
ကျွန်တော်တို့စီမှာတိတ်စာရှိတယ်ဘုရားကိုချစ်တယ်ဆိုတဲ့အမှုအရာကိုပြတာချင်းဖြစ်တယ်ထိုနည်းတို့ဒီကနေ့ဒီအင်ထောင်ဒီမှာလည်းဘုရားကိုအကောင်းဆုံးသောချစ်ချင်းမြတ်တာဘုရားကိုအကောင်းဆုံးသောစိတ်နှလုံးစက္ကန့်ချင်းဒီအမှုအရာတွေကအင်တာမှာအရေးကြီးပါတယ်ဘာပဲအင်ထောင်ထဲမှာဒီဒုက္ခဆင်းရဲမျိုးကြုံတွေ့လာတော့များလေဘုရားတခင်ကိုဖတ်သမားတို့ဆုတောင်းရမယ်ဘုရားတခင်ကိုအနံ့ရမယ်ဒီအမှုအရာကအင်တာမှာကောင်းမြတ်တဲ့အရာဖြစ်တယ်ဒါကြောင့်ဒီကနေ့လက်ချက်တဲ့ဒီတူထားတဲ့တူသမီးကိုလည်းအဲ့ဒီလိုခေါင်းအားပေးခြင်းပါတယ်နော်ခုထဲကနဲ့ကောင်းတဲ့အရာတွေကိုပြတတ်ဖို့ဒီစတင်ဖို့ဖြစ်တယ်သူတစ်ပါးကိုဒီရေလောင်းတော်သူဂူတိုင်းရေလောင်းခြင်းကိုခံရမယ်သူတစ်ပါးကိုဘေးကန်းတော်သူဂူတိုင်းကျွေဝချမ်းသာခြင်းခံရမယ်ခံစားရမယ်လို့ပြောပါတယ်ဒါကြောင့်အင်ထောင်ဆိုတာဒီဘေးညာလက်နဲ့တူတယ်လို့ကျမ်းစာမှာပြောတယ်အဲကြောင့်နော်မိမိဒီအမျိုးသားမိမိယောက်ျားကဒီနာမကျမ်းဖြစ်ရင်အမျိုးသမီးလည်းအဲ့ဒီလိုပဲနာမကျမ်းဖြစ်တယ်လို့ပဲကျွန်တော်ခံစားရဖြစ်တယ်နော်မျိုးသမီးကအားနေရင်ယောက်ျားလည်းမျိုးသမီးကိုအားနေတဲ့အရာမှာကျွန်တော်တို့ဖေးမဖို့ပူညီဖို့ဖြစ်တယ်အဲကြောင့်ဒီကောင်းတဲ့အမှုအရာတွေကျွန်တော်ပြုတဲ့အခါမှာဒီမဿဲခန်းကြီး6နဲ့3မှာဒီဘယ်နဲ့နဲ့ကောင်းတဲ့အမှုလုပ်တဲ့အရာကိုညာနဲ့နဲ့မတိပါစေနဲ့ညာနဲ့နဲ့သူတစ်ပါးကိုကောင်းတဲ့အမှုအရာဘုရားကိုကောင်းတဲ့အမှုအရာကျွန်တော်ပြုလုံဆောင်တဲ့အရာတွေကိုဘယ်နဲ့နဲ့မတိစေနဲ့ဆိုတဲ့အရာကလီမယားအပေါ်မှာနော်ဒီအမျိုးသားကကောင်းတဲ့အမှုတစ်ခုကိုလုပ်ပြီဆိုရင်အမျိုးသမီးကပြီးသွားတဲ့ကောင်းတဲ့အမှုဖြစ်တဲ့အတွက်ကြောင့်ကောင်းပါတယ်လို့ပဲထောက်ခံရမှာဖြစ်တယ်နော်အဲ့ဒီအမှုအရာလည်းဓမ္မရေးကြည့်ပါရဲ့တချို့တော့အင်ထောင်တွေကြတော့ကျမအခုမတိုင်ပြင်ပဲဘာလို့ဘေးတယ်ဘာလို့လူတယ်နော်အဲ့လိုပြောတတ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဆင်ခြင်ဖို့ကအမျိုးသမီးကတကယ်ပဲသူလည်းတော့ဘဲလူချင်းတဲ့ဘုရားကသူ့ကိုဖွင့်ပြတဲ့အရာပေါ်မှာကောင်းမှုပြုသွားတဲ့အရာပေါ်မှာထောက်ခံအားပေးရမယ်နော်ကောင်းချီးမင်္ဂလာကဘုရားကဆက်လက်ပြီးတော့သွန်းလောင်းမှာဖြစ်တယ်ခံစားရမှာဖြစ်တယ်လို့ကျွန်တော်ယုံကြည်ရမှာဖြစ်တယ်နောက်ဆက်ချက်တစ်ချက်ကိုဖတ်ပြီးတော့အဆုံးသတ်မှာဖြစ်တယ်တေသနာကျမ်းခန်းကြီးကိုခန်းကြီးလေးဘူးနဲ့တစ်စိတ်ကိုဖတ်လို့ပါတယ်တေသနာကျမ်းခန်းကြီးလေးဘူးလူဒီတယောက်ဒီဖက်နှစ်ယောက်သာ၍ကောင်း၏ဂျူးစာအားထုတ်လင်ကောင်းသောအကျိုးကိုရတတ်၏တယောက်လဲလင်တယောက်ထူလိမ့်မည်တယောက်တီးသောသူလဲလင်လူကအကျိုးနေပြီးထူသောသူမရှိလူဒီနှစ်ယောက်အတူအိတ်လင်နှွေးတတ်၏တယောက်တီးသောသူမူကအပေတို့နှွေးနိုင်သည်လူတယောက်ဒီနှစ်ယောက်ကိုနိုင်လင်သူလူကိုနှစ်ယောက်စီးသားနိုင်၏ဒုံလုံးတင်သောကျိုးသည်လည်းအလွယ်တကူမပြတ်တတ်နောက်ရှိမှကိုခန်းကြီးကိုခန်းကြီး30ကူနဲ့စနေကိုဖတ်လို့ပါတယ်မာကုခန်းကြီးကိုဒီခန်းကြီး30မာကုခန်းကြီး30ကူနဲ့စနေကိုဖတ်လို့ပါတယ်ဒီအချက်ကြတော့ဒီသူသားသူသမီးရောကျမ်းစာနောက်လိုက်ရွတ်ဆိုဖို့ဖိတ်ခေါ်လိုပါတယ်သူတို့ယုံကြည်သူတွေရောနောက်လိုက်ရွတ်ဆိုကြရအောင်ဖျားသခင်တွဲဖက်၍တဘုတင်တော်မူသောအရာကိုလူမဖဲမကွာစေနှင့်ဒီကနေ့ဖျားသခင်တွဲဖက်ပေးတဲ့ဒီအချင်းလေးများသူသားသူသမီးဆိုလို့ရှိရင်ဒီကနေ့ဖျားရှေ့လူရှေ့မှာအင်ဒါမကောင်းမြတ်တဲ့အမှုအရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရှိရတယ်ဒါကြောင့်ဒီကနေ့ဖျားရှေ့လူရှေ့မှာလက်ထက်တဲ့ဒီသူသားသူသမီးအပေါ်မှာရောတို့အင်ထောင်ပေါ်မှာရောဒီကနေ့ရောက်ရှိလာကြတော့ယုံကြည်သူတွေဒီကုမ္ပဏီတွေပေါ်၌ရောဘုရားသခင်ချမ်းသာလာတော့မကုန်ခန်းနိုင်တော့ဘုရားသခင်ရဲ့ယေရှုပြုလာတော့ဒီအင်ထောင်ပေါ်မှာရောကျမ်းစာကိုရောက်စီတိုင်းပေါ်မှာရောတက်ရောက်ပါစေ
ကျေးဇူးတင်တယ်အမဒမခွန်အားရတဲ့နှုတ်ကပတ်တော်ကိုအဘတရားဝင်ငါခြင်းအဖြစ်ပါဝင်တော်တဲ့ဆရာပေါ်မှာလည်းဆက်လက်ပြန်ခင်အသုံးပြုပါစေကျမတို့တူတာတူသမီးနဲ့အတူအပရိသတ်များအားလုံးလည်းကျမတို့ဝိညာဉ်ခွန်အားရကြမယ်လို့မျှော်လင့်ပါတယ်ဆက်လက်ပြီးမှကျမတို့ခုချိန်မှာပရိသတ်ချင်းအဖြစ်ကျမတို့ဘုံတော်ချီးမွမ်းဖို့ဖြစ်တယ်ပရိသတ်ချင်းကိုကျမတို့လေးစားရတဲ့ဆရာမနဲ့ငါဖြစ်ဦးဆောင်ပေးတော်မှာဖြစ်တယ်မြတ်တော်နာမနဲ့ဖိတ်ခေါ်လို့လေကျမတို့ဒီတော့ချီးမွမ်းဖို့ရတဲ့စီစဉ်စာရွက်ရဲ့နောက်ကျောမှာပါတယ်တမတ်တချန်အဖြစ်ကိုချီးမွမ်းတော်မှာဖြစ်တယ်1ရက်2ရက်6ရက်9ရက်ဒီပိုင်အားဖြင့်ကျွန်တော်တို့ပုံချီမနောင်းဖြစ်တယ်ဆိုတော့ကျွန်တော်အားလုံးမတည့်ရတဲ့နဲ့ဘုရားကိုဒီတော့ပုံချီမနောင်းချင်းကိုဦးဆောင်ပေးတာတဲ့ဆရာမနိုင်ပေါ်မှာလဲဆက်လက်ပြီးမှဖျားခင်အသုံးပြုပါစေကိုချင်းကဆက်လက်ပြီးမှကျမတို့ဖြောင်းတဲ့ထွန်းညစ်ချင်းမင်္ဂလာခေတ်ခွဲခြင်းအစီအစဉ်ကိုပြုလုပ်တော့မှာဖြစ်တယ်ဖြောင်းတဲ့ထွန်းညစ်ချင်းနဲ့မင်္ဂလာခေတ်ခွဲခြင်းအစီအစဉ်ကိုဘူညီပေးဖို့ရန်ပဲကျမတို့အိုတခုစနေအတူတော်မယ်ရန်တို့ကိုလေတပါတိဖိတ်ခေါ်လို့တဲ့စက်တီမှာပဲကျမတို့တင်းတို့ဆောင်လေးတပါတိဖိတ်ခေါ်လို့တဲ့အားလုံးကိုယေရှုနာမနဲ့ဖိတ်ခေါ်တယ်ဖြောင်းတိုင်မတော်ခင်မှာခဏလေးဆူတောင်းစက်ကပ်ပေးချင်ပါတယ်အသက်ရှင်တော်မူသောထာဝရဖခင်ယခုချိန်မှာဖျားရှိလူရှိမှာအတေရှိစွာနဲ့ထိမ်းများဆောင်နေချက်အမှုကိုပြုခဲ့ပြီးကြတော့ကိုရီးယားမောင်ခုစီဘေးကိုရီးယားမီမပုံစီနေရှဒူဒီယခုချိန်မှာဖြောင်းတိုင်စီမီကိုထွန်းကြီးမှာဖြစ်ပါတယ်ဖာ
ဒီပြောတဲ့စီမီဟာမောင်မိုက်ကိုထွန်းလင်းစေတဲ့အလင်းဖြစ်တဲ့ဤသူဆက်ပြီးနှုတ်ဘတ်တော်ထဲမှာလည်းပဲနှုတ်ဘတ်တော်ဒီကျွန်တော်ခြေရှိမှမိခွဲဖြစ်၍ကျွန်တော်လက်ခင်းကိုလင်းစေပါ၏လို့နှုတ်ဘတ်တော်မှာလာတဲ့အတိုင်းဒီလေပြောတဲ့စီမီထွန်းကြည့်မဲ့ဂျန်ဆန်အိုစနေမောင်နဲ့တရထဲမှာအဖဗျာဒီလေအစပြီးမှလောကရဲ့အလင်းထဲမှာဓမ္မတရားအလင်းကိုထွန်းလင်းစေတဲ့ဂျန်ဆန်အိုစနေမောင်နဲ့ဖြစ်စေပါပြီကြောင်းယေရှုနာမနဲ့ကောင်းချီးပေးကဆုတောင်းဆက်ကပ်အနံပါးထာဝရမြတ်စွာဘုရားပါဗျာခင်အာမင်လက်ခုပ်ပြီးရအောင်ကျွန်တော်ရဟဆယ်လို့တဲ့အချိန်မှာအတူတူကဖြည်းဖြည်းနဲ့လာဖို့လည်းလုပ်ထားတာဖြစ်တယ်နော်။ဒါပေမဲ့အရန်ကြီးခုံလို့မစောင့်နိုင်တော့ဘူးပေါ့နော်။မိသားပြီးစေချင်တယ်။အဲ့တော့ကျွန်တော်အခုခဏလေးမင်္ဂလာကိတ်ပဲကျွန်တော်ဆုတောင်းပေးရအောင်။အသက်ရှင်တော်မူသောဖခင်ယခုချိန်မှာဆက်လက်ပြီးမှမင်္ဂလာကိတ်ကိုခွဲမှာဖြစ်ပါတဲ့ဖာဒီမင်္ဂလာကိတ်ဟာအမရမဟာပါတဲ့အရာဖြစ်ပါတယ်။အမရမချူနေပြီးမှအရတာအပြည့်ရှိတဲ့လူကကြိုက်နေတဲ့မင်္ဂလာကိတ်တွေဖြစ်ပါ၏ဒုဘာရကြောင့်ဖဖယာယခုအချိန်ဆိုင်မှာကျန်ဆန်တို့စနေမော်နန်ဒီဤမင်္ဂလာကိတ်တွေဖွဲ့ဒုဘာလီမှာလာမတက်တယ်ပြီးဒုဘာဆံပြိုရတဲ့စနေမော်နန်ဖြစ်ဖို့အတွက်ပြုလုပ်ပြီးလှုပ်ဆောင်နေရတဲ့မှာတော့ကောင်းပြောဆိုချစ်ကြတဲ့အမှုရတဲ့မှာတော့ကောင်းသူတို့မျိုးရဲ့ဘဝအသက်ထဲမှာအမြဲတမ်းဒီမင်္ဂလာကိတ်တို့လှပဖို့အတွက်သူတို့ဘာလို့စံပြတီဆောက်ဖြစ်စေတဲ့စနေမော်နန်ဖြစ်ဖို့အတွက်လုပ်မှာယေရှုနာမနဲ့ကောင်းချီးပေးကဆုတောင်းဆက်ကအနန္တပါထာဝရမြတ်စွာဘုရားပါပြရခင်အာမင်တို့လက်ခုပ်ပြီးပြီနော်ဟုတ်ပြီအခုတော့ပြန်ပြီးရအောင်ကျေးဇူးတင်တဲ့ဦးဆောင်ပေးတော့တဲ့ကျွန်တော်တို့တင်လို့ဆရာနဲ့တို့ကိုညီပတ်ဖို့ခဲ့တဲ့စနေမောင်နှံနဲ့သူကျေးဇူးတင်ကြောင်းပြောလိုပါတယ်အခုချိန်မှာဆက်လက်ပြီးမှကျွန်တော်တို့ဒီရနဲ့တဘာပတိနဲ့တင်လို့ဆရာပဲပြောနေတော့ဘသူသားရန်စကားပြောချင်နေပြီမစကလှစီနဲ့ဖြစ်နေပြီပေါ့နော်အရင်လာရောက်ချင်းမြပေးတဲ့ကျေးဇူးတင်စကားအရင်ပြောချင်နေပြီဒါကြောင့်မို့ခုချိန်မှာဘသူသားနဲ့ဘသူသမီးကျေးဇူးတင်စကားပြောရမယ့်အချိန်ဖြစ်တယ်ကျေးဇူးတင်စကားပြောဖို့ရန်အတွက်မတ်တရဒီမှာ break the show ကိုကျွန်တော်တို့ next slow မတ်တရရအောင်ပေါ့နော်ဘုရားခင်ရှိမှာသူဒီသားဒီဖြစ်သွားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ခုချိန်မှာသူသားနဲ့သူသမီးနဲ့ကျေးဇူးတင်စကားပြောရမယ့်အချိန်ဖြစ်တယ်ရှေ့နဲ့တူပြီးမှ okay ကစားဝါရဲ့ပြည့်စုံမှုပါချစ်ကစားဝါမေရာမမုန်ထားဝဲခုနီအန်ဒီဆောင်ကစားဝါရဲ့ကစားနပွဲစီမီချီလေဇီဘရှာနကစားဝါရဲ့အရာဒရမတ်တန်ရှင်မေမတန်တာစီဂျူမဘရှာဝဲယာစရာဒီဆောင်ကစားဝါရဲ့အဖန်ပန်တန်ကာအောဒါနဘန်သာရီကဒေဒေဇာဘရှာဝဲကစားဝါရဲ့ခတာရီကောကစားဝါဝငယ်အရာဟိုဝေကနေချစ်ကင်စွာနဲ့ရောက်လာတဲ့ဒီနေ့ချင်းပြီးစီများအားလုံးပဲကျေးဇူးတင်ပါတယ်
အားလုံးပဲအရန်ကျေးဇူးတင်ပါတယ် โอเคသူတို့ပြင်ဆင်ထားတာအများကြီးရှိချင်မှရှင်းတော့တယ်ပေါ့နော်ဒါပေမဲ့ရှင်ကုန်လို့သူတို့ကကျေးဇူးတင်စကားမပြောထက်နိုင်ဘူးပေါ့နော်ဆိုတော့ကျေးဇူးတင်စကားပြောတာလေတူတာပေါ်မှာလဲတာပြီးပြန်ခင်ကောင်းကြည့်ပေးပါစေအခုချိန်မှာကျမတို့ဝဲအုပ်အနေဖြင့်ကျင်ညာရမယ့်အချိန်ဖြစ်တယ်ကျင်ညာအချိန်ကိုကျမတို့တင်းထောက်လူကြီးကိုဝရမ်းကောင်ပုံအဖြစ်ကျမတို့ကျင်ညာတော့မှာဖြစ်တယ်လေးစားစွာဖိတ်ခေါ်လို့လေSampai sampai ini lah, ini semi tunggu sezon siwe, kalau saya pun kasang, jual na ada bang nam, ya kami ngomong sawe, semua sang sego orang sang, yang kini orang saya kini tele, kesawa aye, waka semua, orang saya kini cak kini, tunggu darah we. Amlam alamri, aleo, alam, sejudang ini, amlam alam, ke amlam itu, kulak cumyang, amlam itu kita rawe ale. Ibu yang juga nim similu ini, am alam syara, long semasa, keke arat ni, angmado ku amlam, ya bukan ada gusue ye, yang rosu be amlam tak ini, bangkayang angin sadau, yang kini ramam ye, wadak kini na. Ayam kocangre cemjore mila mukul saya wasiri kerja yoshida ayam saya wasiri thai na sang malam bay kagu ke mam masana lam loy ama tangiwa loy wa kagu shat jam yu ara na juga betul betul ni sim yu na teni no ayam dezum shiri ke kerja dezum shiri tak kerja keke ara na nuba seo sangkan kana malangamku ayam amlam syata kewa ga handangi wa lolamku wedo kudu sibu ye waka shadzam ye shadzam yu na yadam chewa ye samyam tam kre musun la tigaကျွန်တော်တင်ထောက်လူကြီးကျင်ညာသွားတဲ့ရကကျမတို့ဘွဲပြီးမှပေါ့နော်ကျမတို့စားတော့နေအောင်ကျမတို့နည်းနည်းလေးအစင်မပြေခက်ခဲရှိနေတာဖြစ်တဲ့အတွက်အတုံးလိုက်စားဖို့ဖြစ်တယ်ပေါ့နော်ဟိုမှာတင်ထောက်လူကြီးဒီတရားမှာစောက်ပြီးမှကျမတို့လူပြီးသွားပြီဆိုလို့ရှိရင်ဒီမှာနေရာထိုင်ပြီးမှဒီမှာမေးထိုင်ပြီးမှကျမတို့ဒီမှာပြန်ပြီးမှအဲ့ဒီမဲ့စီစဉ်ပေါ်တော့ပြုံးပြချင်းစီစဉ်ကိုကျွန်တော်တို့ပြုလုပ်တော့မှာဖြစ်တယ်ဒါကြောင့်မို့ဒီမှာမဆိုင်ရသေးတဲ့မိတ်ဆွေတွေချင်းချင်းဒီမှာခဏလောက်ကျွန်တော်တို့ဒီခံပြီးမှဆောက်ဆိုင်ပြီးမှကျွန်တော်တို့ပေါ်ဝင်ဖို့ရတဲ့လေမျက်တာရဲ့ခံလို့ရဖြစ်တယ်ဆိုတော့အခုချိန်မှာဆက်လက်ပြီးမှကျွန်တော်တို့အစားတော့အတွက်ကျေးဇူးချီးမွမ်းရမယ့်ချင်းဖြစ်တယ်စားတော့အတွက်ကျေးဇူးချီးမွမ်းပေးဖို့ရတဲ့ကျွန်တော်တို့လေးစားရတဲ့ဦးမလောင်ကျုံးရမှာဖြစ်ဦးဆောင်ပေးသားမှာဖြစ်တယ်ယေရှုနာမနဲ့ဖိတ်ခေါ်လို့ရတယ်ဆုတောင်းကြရအောင်လူသားတိုင်းကိုတတိနဲ့ကြည်ရှုတော်မူရဲ့တာသမီတို့ရဲ့အသက်တာကိုနေ့ရက်စဉ်တိုင်းမှာလမ်းပြပို့ဆောင်ပေးတော်ဖရာကိုရဲ့နာမတော်ကိုချီးမွမ်းပါရယ်ဒီနေ့ဒီတာသမီတို့မင်္ဂလာရှိတော်နေ့ရက်ဖြစ်ပါတယ်ကျွန်တော်တို့ချစ်ခင်လေးစားရပါတော့ကျွန်တော်တို့ညီငယ်စိန်ပေးနဲ့ညီမငယ်နေရှာတို့ရဲ့ထင်းများမင်္ဂလာဆောင်နှင်းခြင်းအစီအစဉ်ကိုဘုရားသခင်လမ်းပြပို့ဆောင်မှုအောက်မှာကောင်းမွန်စွာပြုလုပ်ခွင့်ရသောကြောင့်ကျေးဇူးတော်အပေါင်းကိုချီးမွမ်းပါတယ်ဒီအချိန်တိုင်းမှာတန်တူတို့ပြုလုပ်ပြီးသောအရာတွေကိုလည်းပဲကိုတော်ကောင်းချီးပေးတော်မူပါတတုံးသားနဲ့တတုံးသမီးအားဖြင့်ပြင်ဆင်ထားသောမြတ်တာအဖြစ်ပြင်ဆင်တည်ခင်းထားသောစားတောက်များကိုလည်းပဲကျေးဇူးတော်ချီးမွမ်းပါတယ်သူတို့ပြင်ဆင်တဲ့အခါမှာကုန်ခန်းသွားတဲ့အရာတွေပေါ်မှာလည်းပဲဘုရားသခင်တိမှတ်တော်မူရဲ့ဒီကဲ့သို့ပေးလူခြင်းပေးကမ်းခြင်းအဖြစ်အတ္တတန်၌တာ၍ကျွဲဝသောကောင်းချီးမင်္ဂလာကိုလည်းပဲဘုရားသခင်ပြင်ဆင်ပေးသနာတော်မူပါဒီ
ဒီနေ့စားတော့ဒီပွဲမင်္ဂလာဖြစ်မြောက်ဖို့ရန်ဖက်ဖက်မှာပါဝင်စက္ကန့်သုံးတော်ခံကြတဲ့သူတွေချက်ပြုတ်တဲ့သူတွေမုံမှန်တဲ့သူတွေအားလုံးပေါ်မှာလည်းပဲဖျားတကယ်ဆက်လက်ပြီးမှယေရှုပြုတော်မူပါလာလက်တန်တော်ချိန်များမှာလည်းပဲကဲတော့ကောင်းတော်မှုရာ၌အားလုံးမွေ့လျော်နိုင်ရသောဘက်ကိုလည်းကိုရောပေးနာတော်မူပါဒီဖျားပြင်ဆင်ပေးတဲ့အစားအစာတွေအတွက်လည်းယေရှုတော်ချီးမွမ်းတဲ့ခါမှာတသမီးတို့သုံးဆောင်တဲ့သူအရောက်စီတိုင်းရဲ့အသက်တာမှာလည်းပဲခန္ဓာကိုယ်ကျန်းမာခြင်းခွန်အားများဖြစ်စေတော်မူပါသုံးဆောင်ပြီးတကာလတသမီးတို့အသက်ရှင်တဲ့အချိန်တိုင်းမှာလည်းပဲဆက်လက်ပြီးမှဘုရားသခင်လမ်းပြပို့ဆောင်ပေးပါ၏အကြောင်းကျေးဇူးတော်ဘုံတော်အပေါင်းကိုချီးမွမ်းနေတဲ့သခင်ယေရှုနာမ၌ဆုတောင်းပြီးမှသူတို့ကသုံးဆောင်ကြပါလေပါအာမင်အစားတော့တဲ့ကျေးဇူးကိုချီးမွမ်းပေးတော့လေကျွန်တော်လေးစားရတဲ့ဆရာမတို့ကျွန်တော်လည်းဆက်လက်ပြီးမှဖျားပြီးကောင်းချီးပေးပါစေကျွန်တော်တို့ဆွမ်းနာတစ်ချက်ကြံသွားတဲ့အရာကကျွန်တော်တို့အိတ်တဲ့တော်တွေအတွက်ဦးစားပေးအရင်နေရာယူပြီးမှကျွန်တော်တို့သုံးဆောင်ဖို့ဖြစ်တယ်လို့ပေါ့နော်ဆက်လက်ပြီးမှကျွန်တော်တို့ခုချိန်မှာကောင်းချီးပေးဆုတောင်းသွားမယ့်အချိန်ဖြစ်တယ်ကောင်းချီးပေးဆုတောင်းဖို့ကျွန်တော်တို့လေးစားရတဲ့ဆရာတင်တော့ဆရာယန္နကျုံကအဖြစ်ဦးဆောင်ပေးတော့မှာဖြစ်တယ်ဆရာကိုလေးစားဆောင်ဖိတ်ခေါ်လို့ရဆုတောင်းရအောင်ခမေတော်ဖျားရဲ့အကပေချစ်ချင်းမြတ်တာတော့ဒါတော့မြေယေရှုခရစ်တော်ဖျားရဲ့ကေရင်ချင်းဆုကျေးဇူးနဲ့တူတရှင်တော်ဝိတော်ဖျားရဲ့ဓမ္မတရားထဲမှာအစဉ်ပြေတုန်တင်ခြင်းလမ်းပြခြင်းဖေးမခြင်းမိတ်တရားပြုခြင်းနေလိခြင်းကောင်းခြင်းလာပေါင်းတို့ဒီနေ့ဖျားခင်ရှေ့လူရှေ့မှာအတည်ရှိစွာတေဝထင်းများလက်သက်ခြင်းမှုကိုပြုကြကုန်တော့မောင်တခုံစီပေးနေမဖုန်စီနေဆရာတို့ပေါ်မှာတော်ကောင်းအယံများပေါ်မှာတော်ကောင်းဒီနေ့စီစဉ်ထင်းမှာပါဝင်အသုံးတော်ခံကြကုန်တော့အစေခံချုံများအရောက်စီတိုင်းပေါ်မှာတော်ကောင်းဒီစုတိခတ်ကြကုန်တော့မြေစိတ်ရှာများမိတ်ကဆရာများဒီလိုရှင်းမှာကောင်းလို့ဆိုလက်ပအောင်ပြုပြင်မိုးမှပြင်ဆင်ကြတဲ့ဆရာဆရာမများချက်ပြုတ်ရေးမှာစေကထက်တန်းဆိုတဲ့ဝိုင်းကူကြီးလှုပ်ဆောင်ကြတဲ့လက်အတီးတီများဆက်ပြီးမအားမလက်တဲ့ကြားကနေဒီကုမင်္ဂလာပွဲကိုချင်းမြောက်ဖို့အတွက်လာချက်ကုန်တော့အဲ့ဒီတော်များနေ့တူကျင်းစားမှုစရိမော်လာရဲ့နှစ်ဖက်တော်မိဘဆွေမျိုးအတော်များရောက်စီတရောက်စတဲ့ပေါ်နဲ့ထူးထူးကောင်းချင်းများအပေါင်းတို့ဒီယခုချိန်မှစ၍ကာလအစဉ်ပြေတက်ရောက်တည်ရှိတည်နေပါစေတော့အာမင်အာမင်အာမင်ကောင်းချီးပေးဆုတောင်းတော်တဲ့နေ့တို့ကျွန်တော်တို့ခုချိန်မှာဒုသားနဲ့ဒုသမီးပလင်ပေါ်နဲ့ထုတ်ခံတော်တဲ့အချိန်ဖြစ်တယ်ပလင်ပေါ်နဲ့ထုတ်ခံတဲ့အချိန်မှာကျွန်တော်တို့ every time အားလုံးမတတ်ချပြီးမှကွန်ပျူတာကိုရတဲ့လည်းအမျက်သားရခံလို့တယ်
Syariah Satang nang serasa mari Ramzan Syarguni nang cerita mungkin selama tu ya. Tapi ni semua aku gutin dulu ya, cemaru, orang emas, cemaru bercacang hama, cemaru sadam nyawa dong sama naik bagi. Saya sama kan itu, ini dong ya, cemaru saya sama nyawa dong sama. Ya bisro, pertama tentu kan cemaru saya sama kan itu, cemaru tentu tempat itu dah tapong jai maksud deh. Asal nyale cemaru sheko cemaru ni ayu be bayana pekhulure. Bilo shen cemaru senyu taiwanya bilo shen mesnya dapat be dapat tapong jai pian dale adi be cemaru. Sewa ne shide ne ane cemaru she kenal lah be ba. Kusima muda peka semua darahnya, tapi ni aku yang deh sibuk ni aja berbayar. Leza sampai kalau deh, muda peka. Hello, hello. Hello. Sampai kamera yang tidak benar nama ya. Sidang kumpulan nama bukan gempa yang tidak silam deh nama tidak nama bukan gempa. Dia dalam enam pe sandong kumpulan nang nama sendang kondisi ni tak kini bukan gempa tidak awalnya. Nak bunyi sang pun kini angin koye, ku cuma saya jenero jenis mana hingga sampai mana jenero decenla saat komputer biar sedang saat dengan kepare, usaha ni jenero ku senang pun itu mak senang kozi. Lu akhir decenla sam komputer biar komputer ku cengke pare, jenero ni gunia serong ku dengan desa sa kopi at pare. Salah bima, cemaru tujuh ni pekane semua darahnya, sedang punya yang dua share ni aja ni yang dua pekhulure.
များတဲ့မှာလေဆက်လက်ပြီးတော့ရှင်းလက်ဆောင်ကိုပြုပြီးဖြစ်တော့ရန်ဆရာရှာနဲ့ဒီနေ့ရှင်မမစီရှင်တို့ကိုလေးသားစွာပေါ်ပြရပါတယ်นำคำว่าความยาวในฤดูยาชิบาเลยฤดูดาวต้องสวาเลยนำคำว่าฤดูดาวที่เกี่ยวเชื่อมยังต้องบุญยังบุญตัวยังเรื่องของบาเลยฤดูสามมันจะบาเลยฮิโร่สโลดฤดูนี้ก็การฤดูนี้มิจินาเพื่อนอีกคนน้องมิจินาเพื่อนเดินมาเยอะชิเลยอายุรุ่นละเยอะเมื่อตัวมันลงละเร่เมื่อตัวเต้นใจยังมีแรงในเจ้าก็มีหามาแค่เอ้มันยาเอ้สมัยมองตายามาเอ้มันเป็นที่มุ่งมั่นยิ่งกว่าที่ทุกคนจึงน่าจะเรียนรู้ตัว เ
ဆိုကျေးဇူးတင်ပါတယ်ဆိုတော့ခုချိန်မှာလူသားနဲ့ဒူဒူမီမြောက်မဟုတ်တော့ပါဘူးလို့ဇနီးမောင်နှံဖြစ်သွားပါပြီလို့လူညောက်လူပြိုဘွားတွေကိုတော့ဆုံးလို့ဆက်တဲ့အနေနဲ့တကယ်ချင်းများကယခုကအမတ်တရားပြုလုပ်ပေးတော့ဖြစ်ပါတယ်โอเคတော့ပုံရရတူကျန်လေးလားโอเคနောက်ဆုံး Kala kini mukul cikum lah mukul. တို့တော့တဘရဲ့မဲ့လူတွေကြတဲ့ဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ဆောင်ကိုယူပြဖို့တော့ရန်လို့ဒီကိုတင်ခံကြရှာကိုအဲဒါဆိုဖြစ်ဘက်ခွာပါလေโอเคတော့ပုံရရတူကျန်လေးလားဒီโอเค ဆိုတော့လည်းဖြစ်တယ်တော့ဒီတော့ဖြစ်တယ်ဒီစနစ်ဆိုရှင်ရဖြစ်ဒီကနေ့နဲ့ဒီကတော့ဒီပြချင်ပါရဲ့
နာလေးပဲโอเคလက်ပေးပါဦးဖဖဖလက်မဟုတ်ဘူးโอเคခဏလေးပဲโอเคဒါ this နော် this နော်မထားနော် this နေတော့လေငါနံပါတ်5နံပါတ်6 okay okay ဒီဖက်လေokay ဆိုတော့ဒီနေ့မှာဘုံစည်းနေလက်ထပ်သွားတဲ့တူတာကဘယ်လိုဖြစ်နိုင်မလဲနံပါတ်ဘယ်လောက်ဖြစ်နိုင်မလဲဒီကိစ္စသူသိထားလားမသိဘူးဟမ် okay တော့ဒီစားဖို့မှာခဏလက်ကင်ဖွေးချင်တယ်နော်ဟုတ်လားဆိုတော့ okay အခုတူတာအလေးဖြစ်ပါတယ်ဒါနဲ့ဗာပြီးကျေးဇူးတင်တယ် okay အခုတူတာအလေးဒီကနေလုံးပြီးသားဖြစ်တယ်ဒါပေမဲ့မလူဘူးပေါ့နော် okay မလားအဲ့ဒီရလားမသိဘူးရမ်းရှယ်刚才没怎么。ဒီလိုတယောက်တာရမယ်ဖက်ခါနဲ့မြင်ရလား okay okay 9ရောက်နံပါတ်မှတ်မယ်နော်ခုနလိုလေခုနလိုနံပါတ်မှတ်မယ်နော်ဟဲ့နားလေရလာကူညီပေးပါအခုကဆွနာလို့လက်မဟုတ်ဘူးနော်လက်မဟုတ်ဘူးနော်ကိုစိန်ခွဘယ်နာမှာကြရမလဲဆိုရင်နှာခေါင်းမှာခဏလေးပဲဒီလိုလေးပဲနော်ဒီလိုလေးတူရမှာနော်โอเคဒါအားလေးပဲထင်တယ်ခုနလက်ဆန်းခဲ့တဲ့ဟာကိုမှန်သွားတယ်โอเคโอเค no okay okay 4ရောက်5ရောက်ပဲဖြစ်တယ်ပေါ့နော်ဒီ5ရောက်ထဲကနေမှန်အောင်ပြောထားရမယ် okay မမှန်လို့ရှင်ဒီညမဘုံစည်းနေစိတ်ဆိုးတာနော်စိတ်ကောက်တော့မှလေးရှာတယ်ချောနိုင်လို့ရှိရင်မမှန်အောင်မှန်မချောနိုင်ရင်မှန်တော့မှန် okay okay လာမယ်ခဏလေးပဲနော်ခဏလေးပဲမကြောက်ဒီဖက်လာနေရပြီလားတော့လေရပြီလားငါဘယ်မှာထားလားโอเคနံပါတ်ဘယ်လောက်မှဖြစ်နေတူဒါတော့မဖြစ်တော့ဘူးအဲ့ညီရလားမသိဘူးလားပြာပဲမလိမ့်ပါโอเคနောက်တစ်ခါထိုင်ကုန်တကူပါโอเคထိုင်မယ်မလို့သေးဘူးမလေးဒီနေ့မှနေရဒီနေ့မှဂျိုးရမှာ now yes sir no okay ထိုင်မယ် okay ခင်ဗျားတော့ရှေ့လာပေးပါဦး Khang cầm lại, khang cầm. နည်းနည်းကက်ကက်လေးနည်းနည်းကက်ကက်လေး
နေနေကကလေးစွနာလက်ရှင်ကြီးအနမ်းလေးနားမိပြီဆိုတော့အခုနားနာကိစ္စမရှိအောင်โอเคဟုတ်အခုတယောက်လောက်ရှိခဏလောက်ကူနေပေးပါဦး 방금 난데 방금 난데 대신 그래 왜 우리가 빨리 Okay ဒီဟာကိုဒီစက်ကိုရွက်ကိုလေအဘွားနဲ့ဒီလိုကြားလာလို့ရှိရင်အဲ့နော်လက်မပါရအောင်နော်လက်မပါရအောင်မျက်နှာနဲ့မျက်နှာစုံပြီးမှဖမ်းမယ်နော် Okay ခုနအရင်တော်တယ်လေဟိုကတပတ်မန်းနေတယ်ဟာရအတော်ရတယ်ဆိုတော့ Okay အခုဒီမှာကြည့်မယ်ပေါ့နော်နည်းနည်းကကလေးလုပ်ပြီးပါ Okay ဒီအောင်မကြောက်နော်မကြောက် Okay 1 2 3 나 왜는 얘네 간 Okay နောက်တစ်ခါ1 2 finish 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 ဒီလိုနော်နောက်တော့နော်မတတ်နိုင်ဘူးနော်ဒီအနီး finish လေညနော်နော်ဒီကတော့ကဲခါချပါဒီအနီးဒီအနီး finish ဒီအနီးဒီဘလို့ရှိဒီဒီဝါရမြောက်ပါဒီအနီးအချက် Okay အမေကတော့ဒီဟာတော့မရတော့ဘူး Okay ကဲမရရအောင်လုပ်ခိုင်းပါဒီနေတော့ပြုံးလေးနေမှာပဲလုပ်ပေးမှာနော်ဒီနေ့စိတ်တူရမျက်နှာနဲ့ကြည့်တော့မလုပ်ပေးဘူး Okay ဒီနေတော့ဒီလိုရှင်းနေတာတော့မဖမ်းနိုင်ဘူးဒီနေ့တူရလူချင်းနဲ့ Okay ဒီဘာလို့နာနာတိုက်ကြလဲဖြည်းလေးပေါ့ဖြည်းလေးပေါ့ Okay နောက်တစ်ခါဒီနေတော့ Okay မရတော့တနာရပေါ့နော်ဆိုတော့ကဲတရားရောက်တစ်ခုခုခိုင်းရှင်တဲ့ဟာရှိလားဒီနေ့အကြည့်ဝခိုင်းစားလို့ရတယ်နော်ပြန်လို့မရသေးဘူးရှိလားမရှိတော့တင်ချင်နော် Okay တင်ချင်လို့ရှိရင်ကျမတို့ဟိုဘက်မှာလေးအိတ်ခံရမှာဖြစ်တဲ့အတွက်ကျမတို့ Okay ခုတော့ကျေးဇူးတင်တယ်လို့ကျမတို့ဘုရားမှာတော့ဘောနော်သုံးဆောင်ခြင်းနဲ့လို့ကျမတို့လေးချသုံးဆောင်နိုင်ပြီဖြစ်တယ် ဆိုတော့ဆလဗီဒီစနဆန်ကိုပြုပြီးဖို့တွေ့ရင်လည်းကိုဖလောင်ဖို့ကိုလေးစားစွာဖိတ်ခေါ်ပါတယ် Okay တူဒါရန်တပ်ပုံထဲမှာဖြစ်တဲ့အရှိန်ခဏတော့လာလို့ပါတူသမီးအရန်ကအရန်ဒါ
တဲ့အញ្ញံလာခိုင်းပါတဲ့တူတူရဲ့အញ្ញံတောင်းစုချက်အရာကျမတို့တူတူကအញ្ញံအမြန်ဆုံးရှက်ထွက်ပေးပါမေးလာခဲ့တဲ့ဆိုတော့မင်းကလေးရတော့လို့ရှင်ယောက်ျားလေးကဘယ်သူတော့ပေးမှာတော့ဘယ်လိုတော့ပေးရမှာလဲโอเคယောက်ျားလေးမင်းကလေးအကုန်လုံးရတယ်လာခဲ့ဆိုတော့မင်းကလေးရသည်ဖြစ်စေယောက်ျားလေးရသည်ဖြစ်စေဒီပန်းစီကိုကျမတို့ဒီဝဲပြီးသားရင်ကျမအသေးဆိုရကြီးချော်ရင်းနဲ့ကျမတို့ပန်းစီကိုပန်းရအောင်โอเคလူဒီကွန်ပျူတာနဲ့ရှင်းလာရအောင်နာမည်ဘာရှိမလဲယောက်ျားလေးရတယ်ဘာလို့โอเคအဲ့ဟိုဘက်ပြန်ကြည့်နေကြတယ်သတိစားဖို့လူငယ်တွေမရောက်သေးဘူးโอเคဘန်စီဖမ်းနေပဲโอเคNow
ဒီဒီကိုလေးစားစွာဖိတ်ခေါ်ပါတယ် ကိုဒီဒီမရှိဘူးဆိုရင်ကိုဒီရှာအပြင်ကွန်ပျူတာစင်လာဆောင်စုပဲကိုရန်တော့ဖိတ်ခေါ်ပါတယ် ဆိုတော့ကျွန်တော်ကိုဒီရှာလေးစမပြေဘူးရှိဦးဆိုတော့ကျွန်တော်ခင်းဆောင်ဆန်ရုံစင်းကိုကွန်ပျူတာစင်လာဆောင်ပဲကိုရန်တော့ဖိတ်ခေါ်လေးစားစွာဖိတ်ခေါ်ပါတယ် ဆိုတော့ကိုရစီလေးစမပြေဘူးဆိုတော့ကျွန်တော်တို့ကိုဖုန်ဆောင်ဖုန်ကိုကွန်ပျူတာစင်လာဆောင်ပဲကိုရန်တော့လေးစားစွာပန်ကြပါတယ် 로만 제대로 좀 빨리. 진짜 뭘 좀 빨리. 아야 이거 좋아. 끝나고. 선배 만나라. 지금 레이쇼. Shit, gosh. Rồi lại chồng mà sao đi đâu chứ?
lamdangin tidak man. Tại sao người lamdangin tu sama tidak man? Ah? Kami melamun sudah ni. Salabi, sila sang Pembiu berkuda ya, mak Ramadan minggu, desa sampai Banjar Bare. Sila sang computer base ni juga ikut ceng free wall lah, ikut ceng mak computer base dia ada sesuai jam. Di base mare, surat ni terlalu ikut ceng mak computer base ni ni guna go, ikut apa mare. Masih dua hari tu. Online ni tu, follower ko zala le. YouTube yang ni le, Facebook yang ni ni. Ini jengak cewek nama kami yang.
rip နေပြီ အဲ့မစစ်လို့ အချို့နီးဆုံးလို့နီးဆုံးဒါရနောက်ကအမွေးစစ် ကိုယ်
진행을 하래. 야, 그래. 진짜로 이거 가지고 마음 샤워 와이래. 아니 샤워 마음 샤워 와이래. 아야 이래 마음 샤워 와이래. Wait, rip down. I like it. I break that malu. I am king ang yago ang mun girl. 내가 지금 베이비 나가려. 안에 당에. Yeah.
mukun dem shamoyo anan guni da tanana mukun dem fasa cikin i shirlan ye
我碰碰把自己lâm上来边呢，要去上yang tak nari ye, sang wi sang zawa ye, sang wi dan pre mo zalo la tu da.